ခုတော့နော် main fan တော့မဟုတ်တော့ဘူးမောင်လင်းကိုသွင်းသွားတဲ့ fan ဆိုတော့ ရိုးလေးစဉ်းစားကြည့်ဗျာမန်ယူကိုသွင်းမှုမပြောနဲ့သူတို့နဲ့အတူတူတကွင်းထဲမှာကိုအားကြတဲ့ player တွေနဲ့ကစားနေရတယ်ဆိုတော့အတွေးတစ်ခုနဲ့ မယုံနိုင်ရ ပြေလို့ရတယ်ဗျာသိလားပြောပြတယ်ကျွန်တော်အဲ့လိုအတင်းမှာဘရာဇီးကောင်တွေရှိရတယ်ကျွန်တော်ရှောက်ပြောတာဟုတ် အော်ဘရာဇီးလို့ဒီကဘရာဇီးလို့ပြောလားအေးမလဲဘရူနိုအင်းကြီးကလည်းမှန်ပါအောင်နဲ့ ကျွန်တော်ဆိုအဲ့လိုဟိုငိမ့်ညောင်းတယ်ကျွန်တော်ရွှေထူးပေါ့နော်ရွှေထူးကလုံးအဲ့လိုမျိုးရွှေထူးလေးဘာလို့လဲအဲ့လိုကျဲဆုံးမင်းသားမြင့်မြတ်လက်ရှိမှာ အဲ့လိုမျိုးကျဲဆုံးမင်းသမီးရဒုက္ခရောက်နေတယ်ဒီမဟုတ်ဘူး ဘာဖြစ်ချင်လဲ Okay မတင်တာဝင်ရောတော့ကြာ အော် Okayဆိုတော့ကျွန်တော်တို့ဒီနေ့ဘယ်နှခေါက်ရှိရတစ်ခေါက်နှစ်ခေါက်သုံးခေါက်ရှိပြီနော်တစ်ခေါက်နှစ်ခေါက်သုံးခေါက်ရှိပြီဆိုတော့ MG 3ခေါက်မဟုတ်4ခေါက်ရှိ 4ခေါက်ဟိုးချင်းမိုင်မှာတစ်ခေါက်အော်အေးချင်းမိုင်မှာထားတယ်4ခေါက်ရှိပြီဆိုတော့ဒီနေ့4ချိန်မြောက်ကျွန်တော်တို့ဘယ်သူလဲဆိုတော့ပြောင်းသွားအခုကြတော့ MG လွင်အဲ့ဒီခေါင်းနဲ့မတော့ဟုတ်အသင်းက player လည်းခေါ်တယ်တချို့ player MG အဲ့လိုဟိုမှာလားထိုင်းမှာဆိုတော့ဒီနေ့ကတော့အားလုံးသိတဲ့အတိုင်းပဲဒါကတော့ဒီ podcast ကကျွန်တော်တို့တမိုင်းတွင် podcast ဖြစ်သွားပြီကျွန်တော်တို့ဒါ history maker ပေါ့နော်တမိုင်းအဲ့လိုမျိုးတမိုင်းတွင်သွားတဲ့ခုတော့ပဲနော် main fan တော့မဟုတ်တော့ဘူးမောင်လင်းကိုသွင်းသွားတဲ့ fan ဟုတ်တယ်နော်တကယ်နော် online မှာတွေ့တယ်လားဆိုတော့မောင်လင်းပဲဖြစ်ပါတယ်ဆို MG လင်းပေါ့နော်ဆိုတော့လာပြီးတော့တကယ်ကျေးဇူးတင်တယ်ပေါ့နော်ဆိုဘာပဲပြောဒါဟိုမန်ယူကိုသွင်းပြီးမှလာတယ်ဆိုတာမတူတော့လေရရင်ရတယ်နော်ပထမဆုံးစားလာဖူးတာကကျွန်တော်မောင်လင်းကျွန်တော်ကြီးစားလာဖူးတာကိုမောင်လင်းလာဖူးတာက2000ဟိုဟာ20တော့ဟုတ်တယ်ဒါပေမဲ့အဲ့တော့2019မှာ nationally အကောင်းဆုံးစားသမားဆိုရခဲ့တယ်ဟုတ်တယ်နော်18မှာအကောင်းဆုံးစားသမားရခဲ့ပြီးမှလာပြီးတော့အဲ့ဒါပြီးတော့တိတ်မကြောက်ထွက်သွားတယ်နော်ဟုတ်တယ်မလားကြာသေးလားအဲ့ဒါပြီးတော့ကိုဗစ်တွေဖြစ်ပြီးတော့ထွက်သွားတာဟုတ်တယ်နော်အဲ့ဒါပြီးတန်းထွက်သွားတာပဲထွက်ပြီးတော့ဟိုချင်းမိုင်မှာလည်းတစ်ခေါက်ရိုက်ပွဲပေါ့နော်ပြန်လာတော့ကျွန်တော်တို့ဒီမှာတစ်ခေါက်ရိုက်တယ်အခုတစ်ခေါက်ပေါ့နော်ဆိုတော့အကုန်လုံးဒါတနိုင်ငံလုံးလို့ပြောလို့ရတယ်တနိုင်ငံလုံးအာရှတစ်ခွင်အောင်ပြောလို့ရနော်အာရှတစ်ခွင်ပြောနေကြတဲ့ဒီမန်ယူကြောင်းပဲပေါ့နော်ပြောရမှာပဲဘာလို့ဆိုတော့ဒါမန်ယူဖြစ်နေလို့လေသူကိုယ်တိုင်လည်းမန်ယူဖန်လို့ဆိုရပြောတာပြီးတော့သူကိုယ်တိုင်ကိုသွင်းတယ်ဒါပေမဲ့အမှကျွန်တော်အင်တာဗျူးတွေကြည့်တယ်ကွာအင်တာဗျူးကြည့်တော့ဗာမြင်လဲဆိုတော့ဟိုအမှန်တမ်းပြောရင်ကွာဒါတော့ကိုလည်းနည်းနည်းသိမယ်ထင်တယ်ကျွန်တော်တို့ကဟိုကျွန်တော်ကြည့်နေတာဟာမော်လည်းမပါဘူးနော်ဟိုဒါမြန်မာပြည်သူသားတိုင်းအကုန်ဖြစ်တယ်ကွာမြန်မာနိုင်ငံလူတွေအကုန်ဖြစ်တယ်ဒါပေမဲ့ပါလာလို့ရှိရင်ရောဟိုဖြစ်နိုင်ပါမလားဒါကတော့တကယ်အမှန်ဆုံးပြောတာပါနော်ဖြစ်နိုင်ပါမလားဆိုတော့ဂိုးသွင်းဖို့မပြောနဲ့ဗျာသိရမလားဟိုဘလို့သုံးပါမလားဆိုတဲ့စိတ်တွေဖြစ်တယ်ပထမချက်ပြီးတော့သင်းသွားတဲ့အချိန်မှာကွာအကုန်လုံး surprise ဖြစ်တယ်ပြီးတော့နောက်တစ်ခုအံ့ဩတာကွာအဲ့ဒီ Asian All Star ဆိုတာကကိုတို့ဖွဲ့နေတာဗျရက်ပိုင်းလား2ရက်အကုန်လုံးလည်းမသိဟုတ်တယ်2ရက်အကုန်လုံးမသိဘူးလားအဲ့လူတွေနဲ့ပလီယာချင်းလို့ဟိုနိုင်ငံမွဲတွေကန်နေနေတော့လိုမျိုးမြန်မာတန်းပြီးတော့ရှိတယ်မခင်းဘူးလေမခင်းလုံးဝမသိတာဆိုလို့အဲ့ဟိုအော်စတြေးလျ player နေတော့မရင်နေဘူးအဲ့လိုမျိုးကျွန်တော် camp join တဲ့အချိန်မှာသိကြတော့အဲ့လေ chemistry လည်းမိအောင်မှာမဟုတ်လေ2ရက်လေးစဉ်းစားကြည့်ဒါပေမဲ့ training မှာလည်းတော်တော်ကောင်းတယ်ဟုတ်လားဟုတ်တယ်အဲ့လိုမျိုး training လည်း2ရက်ပဲလုပ်ရတယ်တရက်ကကျွန်တော်တို့ main stadium မှာလုပ်ရတယ်တရက်ကတခြားကွင်းမှာလုပ်ရတယ်လူစု2ရက်လောက်2ရက်လုံး training လုပ်တာလည်းကောင်းတယ်နှစ်သင်းဟိုပေါ့နော်ဟို training session တွေတိုင်းမှာလည်းအကုန်တော်တော်ကောင်းတယ်ပြီးတော့နီးပြလည်းတော်တော်အဆင်ပြေဆက်ဆက်ချင်း line ထုတ်လိုက်တော့လေဒီပြောင်ပြီးလိုက်တော့ကျွန်တော်ပါမှာလားဘာညာမေးလိုက်တယ်အဲ့လိုတော့မမေးဘူးဒါပေမဲ့ပွဲမစားခင်မှာ11 first မှာကျွန်တော်နာမည်ပါတယ်ဩပြီးတော့မှတော့အဲ့လိုမျိုးဟိုတစ်ဖက်တင်ရဲ့ formation ကိုကြည့်လိုက်တဲ့အချိန်မှာတော့ BNN နံပါတ်ဟိုကနံပါတ်9ပေါ့သူ့ကိုရင်သုံးမယ်ဆိုရတယ်သုံးလို့ရတယ်အဲ့သူ့ကိုရင်သုံးတာကောင်းမှုဖြစ်လာတာပေါ့လေနော်ကဲလားအဲ့သူကမောင်လေးအဲ့စကားပဲပြောနော်ရာလားကောင်းမှုတွေဖြစ်လာဟုတ်တယ်ကောင်းမှုဖြစ်လာပေါ့ဘယ်လိုပြောမလဲ maybe 11 first ကစားရင်ကိုသွင်းနိုင်ရင်မှသွင်းနိုင်ပါလေနော်လို့အဲ့လိုမျိုးခုနကပြောသွားကောင်းမှုဖြစ်လာပါအကုန်လုံးကတော့ဆိုတော့မှန်တယ်ပြောရင်ကျွန်တော်တို့တက်တဲ့တကူ TV ထဲမှာပဲကြည်နေရတဲ့လူတွေပေါ့နော်မှန်ပြီလူတွေကိုယ်တိုင်ကွင်းထဲမှာတူတူအခုဝင်ရပြီဆိုတော့လေထုကဘယ်လိုခံစားရလဲကြောက်လား
အဲ့တော့ခံစားချက်ပြောကွင်းနဲ့ဝင်သွားတဲ့အချိန်မှာနားမှာရှိတယ်ကွာဘရူနိုရှိတယ်ကွာရှိတယ် ကြောက်လားဆိုမကြောက်ဘူးโอเคတစ်ဖက်သင်းကတော့မန်ယူဖြစ်နေတယ်ပေါ့နော်တကြောင်ပေါ့နောက်တစ်ကြောင်ကျွန်တော်အားပေးတဲ့ဟိုကစားသမားရုပ်အဲ့လိုလူမျိုးတွေကိုကျွန်တော်လည်း TV ထဲမှာမြင်ဘူးတာအပြင်မှာမြင်မှုဖို့မပြောနဲ့ဗျာဟိုအတူတူလုံးမတကွင်းထဲမှာကစားနေရမယ်လို့ဘယ်တော့မှလည်းမထင်ထားခဲ့ဘူးအဲ့တော့ကွင်းထဲရောက်သွားတဲ့အချိန်မှာမရှိဘူးဒါပေမဲ့ဟိုစိတ်တော့လှုပ်ရှားတယ်စိတ်ကပိုပြီးလှုပ်ရှားရတယ်ဆိုတာကိုလူစားလဲတော့မယ်ဝင်ကစားတော့မယ်ဆိုတဲ့အချိန်မှာကိုကပိုပြီးရင်းကောင်းတယ်ပိုစိတ်လှုပ်ရှားတယ်ကွင်းထဲရောက်တော့ဂိုးသွင်းအခွင့်ရလာတဲ့အချိန်မှာဂိုးဖြစ်ပြောင်းလဲနိုင်တယ်ပြီးတော့အဲ့ဒါကိုအဲ့ဒီအချိန်မှာလူကဘယ်လိုပြောမလဲအိမ်မလာတကယ်လားအဲ့လိုမျိုးမသိတော့ဘူးပထမတော့ဟိုပြိတ္တိအများကြီးပြောပေါ့နော်ဟိုဂိုးသွင်းမင်းရိုနယ်ဒိုလိုအောင်ဝဲခံโอเคအဲ့လိုအိမ်မလေးတော့ရှိတယ်ဒါပေမဲ့ကွင်းနဲ့တကယ်အဲ့လိုမျိုးဖြစ်ပြီးသွားတယ်ဂိုးသွင်းမိတဲ့အချိန်မှာဘာလို့ရမှန်းမသိတော့ကျွန်တော်အရင်ပြေးလိုက်ဘာလို့ရမှန်းမသိတော့အဲ့တော့ဆိုကျွန်တော်ကငါအိမ်မနေတာလားတကယ်လားပေါ့နော်လုံးမိလို့ရတော့လုံးမိသွားတယ်အောင်ဝဲခံတာတွေကတော့ဒါပေမဲ့ဟိုကျွန်တော်ရဲ့ဟိုဘယ်လိုပြောမလဲအမှတ်သားလိုမျိုးဖြစ်တဲ့အောင်ဝဲခံတဲ့ပုံစံတွေတော့လှုပ်လိုက်တယ်ပေါ့နော်ပြီးသွားတဲ့အချိန်မှာဒါပေမဲ့အဲ့ဒါပြီးပွဲတွေပြီးသွားလို့ဟိုတယ်ကိုပြန်လာတဲ့အချိန်မှာလည်းအဲ့လိုမျိုးပေါ့နော်ကျွန်တော် message အများကြီးဝင်ဒါပေမဲ့အဲ့ဒီချိန်လဲကျွန်တော်ရဲ့ရင်းနှီးတဲ့လူတွေပါညာလဲကျွန်တော်ပြောငါအိမ်မမှတ်နေတာလားဒါကြီးကဘာကြီးလဲအဲ့လိုမျိုးပေါ့နော်တရက်နှစ်ရက်လောက်ထိရောအဲ့လောက်ထိစိတ်ကအဲ့ဘက်ပဲအဲ့လိုပဲရောက်နေတယ်မယုံနိုင်ဘူးဗျာတရားဟိုဗျာရိုးလေးစဉ်းစားကြည့်ဗျာမန်ယူကိုသွင်းမို့မပြောနဲ့သူတို့နဲ့အတူတူတကွင်းထဲမှာကိုအားကြတဲ့ player တွေနဲ့ကစားနေရတယ်ဆိုတော့အတွေးတစ်ခုနဲ့တင်မယုံနိုင်တယ်ပြေလို့ရတယ်ဗျာသိလားကျွန်တော်ပြောအဲ့တော့ကိုကအဲ့တော့ကျွန်တော်ပြောသေးရလေအဲ့ကိုသွင်းမင်းဟိုပါပြောတော့မနေ့ပြင်သေးသွားတော့သေးပြောတယ်လို့ဟုတ်တယ်ကျွန်တော်အဲ့လိုမျိုးကျွန်တော်ပြောခဲ့သေးတယ်အင်တာဗျူးမှာပြောခဲ့သေးဆိုတော့ပြီးအင်တာဗျူးမှာပြောရလဲတွေ့တယ်ဟိုဗာလူရှောကဖော်ရွေတယ်လို့ပြောရနော်လူရှောဖော်ရွေတယ်ပြီးတော့တခြား player နဲ့ရောအဲ့လိုစကားပြောဖြစ်သေးလားဆိုတော့စကားစပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဘသူပါဆိုပြီးရွေးလာသူတို့ရဲ့အနေထားကဘယ်လိုရှိလဲပြီးရနဲ့အဲ့လိုမျိုးတော့မရွေးဘူးဒါပေမဲ့ဟိုဘယ်လိုပြောမလဲသူတို့ရဲ့အနေထားဘယ်လိုရှိလဲဆိုတော့အကုန်လုံးကတော့ဖော်ရွေတယ်ဒါပေမဲ့သူတို့လည်းရှုံးနေတဲ့အချိန်ကျတော့နည်းနည်းသူတို့မှလည်းခံစားချက်ရှိနေမှာပေါ့နော်ဟိုဒါဒီသူတို့အတွက်ကတော့ရာသီကြိုခြေစမ်းပွဲလို့ဆိုပေမဲ့လည်းဟိုသူတို့ရဲ့နောက်မှာလည်းခံစားချက်လေးတော့ရှိမယ်ဟိုအသင်းရှုံးသွားတာတကြောင်ပေါ့နော်အဲ့တော့တချို့ player ဆိုလည်းမျက်နှာသိမကောင်းခုနပြောသလို emotion နဲ့များတယ်အဲ့ဒီမှာပွဲလဲပြီးတော့လူရှိုးကအဲ့လိုမျိုးပေါ့နော်လမ်းလျှောက်နေတယ်မှာသူကကျွန်တော်ကိုစပြီးတော့ဟို congratulation ပေါ့နော်အဲ့လိုလာပြောလာအဲ့လိုမျိုးပြောပြီးတော့ကျွန်တော်အဲ့မှာပြန်မိတ်ဆက်တာပေါ့နော်ငါနာမည်ကတော့ဘယ်သူပေါ့ငါကတော့ဒီမြန်မာနိုင်ငံပေါ့နော်ငါတို့မြန်မာနိုင်ငံမှာလည်းမန်ယူအားပေးနေလူအများကြီးရှိအဲ့ထဲမှာငါလည်းပါတယ်ပေါ့အဲ့လိုမျိုးကိုလည်းတက်တဲ့လောက်မတဲ့လောက်ပြောတာပေါ့နော်ပြောတော့သူသိတယ်ပေါ့နော်မြန်မာနိုင်ငံသူသိတယ်အဲ့နဲ့ပြီးတော့အဲ့လိုမျိုးစကားတွေပြောနေပြီးတော့မှဟိုတစ်ခေါက်ဟိုဘယ်လိုပြောမလဲဒီငလင်နေဘာတွေဖြစ်တာလဲသူသိရပေါ့နော်အဲ့လိုမျိုးပြီးတော့သူကမင်းနဲ့ဘသူအိမ်လိုချင်လဲပေါ့နော်အဲ့လိုတောင်မင်းဘသူအိမ်လိုချင်လဲတဲ့ငါဟိုဖြစ်သူယူပေးမယ်ပေါ့ငါကတော့လို့ဘရူနိုအိမ်တော့လိုချင်တယ်โอเคအဲ့ဒါပြီးတော့ဓာတ်ပုံတွေပါရိုက်ညာရိုက်နဲ့ဟိုကျွန်တော်တော့မေ့နေပါတယ်အဲ့ဒါအင်းနေရှင်မှာသူကကျွန်တော်အဝေးစားလဲကန်ဒီလိုမျိုးလမ်းလျှောက်လမ်းမှာသူကကျွန်တော်စောင့်တာအော် तू ကပြန်စောင့်နေရလူရှောကကျွန်တော်မဟုတ်ဘူး तू ကဒါသူတို့ရဲ့ဟိုပေါ့ဘယ်လိုပြောမလဲသူတို့ကျွန်တော်ဟိုသူကျွန်တော်ကိုကူညီမယ်ပေါ့နော်ကူညီမယ်ဘရူနိုစီကအိမ်ယူပေးမယ်ပေါ့အဲ့တော့ကျွန်တော်ဝင်လာတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးသူတို့အဝေးစားလဲကန်ရှစ်ပေါ့ရှောက်သွားရင်မှတော့ကျွန်တော်ဘရူနိုအိမ်ကိုင်မျိုးအရှင်းမစောင့်နေโอเคအဲ့ဒါနဲ့ပြီးတော့မှတွေ့တော့သူလည်းကျွန်တော်ပြေးမှကျွန်တော်ကျေးဇူးအများကြီးတင်တယ်ပါညာအဲ့လိုမျိုးတော့ပြောလိုက်တာတခြားလူနဲ့ conversation ပြောခဲ့ဟုတ်တယ်ဟိုက view ထဲမှာပါတာနော်သူနဲ့ပြောနေတာဖြစ်မယ်ထင်တယ်နော်နည်းနည်းကြာတယ်လူရှောနေလေဟိုထဲမှာပါတယ်တခြားလူနဲ့တော့နှုတ်ဆက်ဖြစ်လားဘယ်သူနဲ့နှုတ်ဆက်ဖြစ်သေးလဲဓာတ်ပုံကတော့ရိုက်တယ်မလားကိုတင်ထားရလေဂါနာချိုးဘယ်သူနဲ့နှုတ်ဆက်ဖြစ်လဲဆိုဘရူနိုနဲ့စကားနဲ့ပြောတယ်ကက်ရှမီရိုနဲ့စကားနဲ့ပြောပြတယ်ကျွန်တော်အဲ့လိုအတင်းမှာဘရာဇီးကောင်တွေရှိရောလေကျွန်တော်ရှောက်ပြောတာဟုတ်ဘရာဇီးလို့ဒီကဘရာဇီးလို့ပြောလားရှောက်ပြောတာမဟုတ်ပါဘူးလို့နှုတ်ဆက်ဘာညာလောက်ပေါ့ရှောက်ပြောတာပေါ့နည်းနည်းသိတယ်ဘရာဇီးလို့အဲ့ဒါအဲ့လိုမျိုးပေါ့နေကောင်းလားဘာအဲ့လိုမျိုးပေါ့နေမနဲ့တော့ပြောလို့ရပြီကွာ
ဘာလို့ကျွန်တော်အသင်းမှာ Brighter ကြီးများတယ်တိုက်စစ်မှုလဲဘရာဇီးဟုတ်တယ်မလားကျန်ခဲ့နှစ်က Brighter 6ယောက်လောက်ရှိတယ်6ယောက်လောက်ရှိတော့ဒီကောင်ကျွန်တော်ဒီကောင်နဲ့အမြင်နဲ့အဲ့လိုမျိုးစနောက်စကားပြောအဲ့လိုမျိုးဒီကောင်တွေကြားနေရတာအဲ့လိုမျိုးသူတို့ပြောတာလေကြားနေတာအဲ့သူတို့ကတ်စမီအဲ့ဒါကြောင့်မင်းဘာလို့နည်းနည်းပြောတတ်တာဘာအသင်းမှာ Brighter ကြီးအဲ့လိုမျိုးဓာတ်ပုံကတော့အများကြီးရိုက်ခဲ့တယ်ပေါ့နော်ဓာတ်ပုံကအများကြီးဆိုရိုက်ခဲ့ပါတယ်ဒီမှာမေဆန်မောင်လည်းပါတယ်လေဟုတ်တယ်မလားမေဆန်မောင်ရဲ့ကာနာချိုရဲ့ဘရူနိုရဲ့အမော်ရင်နဲ့နီးပြတယ်အဲ့မဲ့နီးပြတဲ့ပုံတော့မတင်တာသေးကျွန်တော်โอเคဥဒါဆိုတော့ဒါကတော့အားလုံးပဲဒါကြည့်ပါထားမလားအင်္ဂလန်လက်ရည်စင် left back ကစောင့်ပြီးတော့အင်ကြီးပေးရတာနော်ဒါတော့ဒီတိုင်းပေးရလို့ပဲထင်ပါဟုတ်တယ်မလားကျွန်တော်စောင့်ပေးရလို့ပေါ့နော်ဒါတော့သူကျွန်တော်သူ appreciate လုပ်တာဗာလဲဆိုတော့သူ့မှာအဲ့လိုမျိုးသူဘာကောင်းကြီးညာကောင်းကြီးဆိုတာတော့မရှိဘူးเนาะသူရဲ့ပြောထားတဲ့ line သူကျွန်တော်စောင့်ပြီးရပေါ့เนาะကျွန်တော်လည်းဘာကောင်းမှမဟုတ်ဘူးဒါပေမဲ့သူကျွန်တော်ကိုစောင့်နေတယ်သူရဲ့ဟို grade အတိုင်းသူအဲ့လိုမျိုးလေးကျွန်တော်လေးလေးစားနဲ့အဲ့လိုမျိုးပြပြတော့ဝမ်းနဲ့ဝမ်းသာတယ်ပေါ့เนาะဟိုတကယ်လည်းအသိမှတ်ပြုတယ်ကျေးဇူးလည်းအများကြီးတင်တယ်ပေါ့เนาะဆိုတော့ဟိုအခုကဘာပြောဒါတမိုင်းတွင်သွားပြီပေါ့เนาะတမိုင်းတွင်သွားလို့ပြောတက်တဲ့တကောလေးမြန်မာနိုင်ငံမှာမရှိခဲ့ဘူးဆိုတော့အဲ့ဒီအပေါ်မှာကွာဟိုကိုကဘယ်လိုမျိုးဟိုခံစားရလဲဆိုတာထက်ခုနပြောလို့အိမ်မက်တွေတော့ဖြစ်နေတယ်မယုံနိုင်အခုကတော့ဒါပြီးသွားပြီပေါ့နော်ပြီးသွားဖြစ်သွားပြီဆိုတော့ဒီယာကနောက်ထပ်ရှိလာဖို့လည်းမလွယ်ဘူးဒါတကယ်ပြောတာနောက်တစ်ယောက်ပြောတာပေါ့နော်နောက်တစ်ယောက်ကိုပြောတာကိုပြောတာမဟုတ်နောက်တစ်ယောက်ထပ်ဒါစံချိန်လို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်တော့တမိုင်းတွင်နေဖြစ်ရတစ်ခုပေါ့နော်အဲ့ဒီအပေါ်မှာဟိုကိုဘယ်လောက်ထိဘယ်လိုပြောမလဲပရောက်ဖြစ်လဲပဲပြောရမှာပေါ့အမှန်အမှန်တော့ကျွန်တော်မိသားစုတို့ကျွန်တော်အတွက်တော့ကျွန်တော်နိုင်ငံအတွက်အများကြီးဂုဏ်ယူရတယ်ပေါ့နော်ဒါပေမဲ့ဟိုဒါကတော့တမိုင်းဝင်နေဆိုမဲ့အဲ့ဒီပုံမှာပဲဟိုဘယ်လိုပြောမလဲအဲ့ဒီပုံမှာပဲတာယာနေလို့တော့မရတော့ဘူးပေါ့နော်ဟုတ်တယ်အဲ့တော့ဒါကတော့ပွဲပြီးသွားပြီဒီပွဲကျွန်တော်ပုံမှန်ဘောလုံးစကားနဲ့ပြောမယ်ဆိုရင်โอเคဒီနေ့ပွဲပြီးသွားပြီဆိုတဲ့အချိန်ကျတော့ကောင်းတာဆိုတာသုံးသပ်ပြီးသွားပြီဆိုနောက်ပွဲပြင်ဆင်ပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်လည်းဒီပွဲပေါ်မှာပဲတာယာနေလို့မရဟာငါကိုဒီအသင်းကိုသွင်းထားတဲ့သူမို့လို့ဘာမို့လို့ညာမို့လို့ဆိုတာကျွန်တော်မရှိဘူးအဲ့တော့ကျွန်တော်အခုဟိုဘယ်လိုပြောမလဲလေရွေးစင်ဆိုလေရွေးစင်တင်လို့အာယုံပြန်ဆိုင်တယ်ပြီးသွားရင်ကျွန်တော်ကလပ်တင်လို့အာယုံဆိုင်မယ်အဲဒီလိုပဲပေါ့နော်ခုနကပြောဆိုပေါ့ဂုံယူတာတော့ကျွန်တော်နိုင်ငံအတွက်ကောကျွန်တော်မိသားစုတော့ကျွန်တော်အားပေးနေပြီးအကုန်လုံးအတွက်တော့ကျွန်တော်ဂုံယူရတယ်ပေါ့နော်ပြီးတော့အဲ့လိုပဲဟိုအခုဆိုမန်ယူပရိသတ်တွေရောတခြားပရိသတ်တွေရောမန်ယူပရိသတ်တွေကြောက်လဲမန်ယူအားပေးတယ်မန်ယူကိုသွင်းတဲ့လူကမြန်မာလူမျိုးဖြစ်တဲ့အတွက်သူတို့ဂုံယူတယ်သူတို့ဝမ်းသာကြတယ်တချို့ပရိသတ်တွေကလည်းမန်ယူကိုသွင်းလို့ပြောကြတယ်မန်ယူမြန်မာသားမှာကိုသွင်းလို့ပြောကြတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီတော့လည်းဟိုအတိုင်းမသိလဲဝမ်းသာပါတယ်ပြောလဲပြောပါတယ်ပေါ့နော်ဟုတ်ဆိုတော့တေချာတခုကတော့နောက်နှစ်40ကျွန်တော်တို့သွားကြည့်လိုက်မယ်ကွာနောက်နှစ်40ဆိုဘာပြောအသက်80ပေါ့နော်ဟုတ်တယ်မလား80ဝန်းကျင်ကျင်းချီဖီဒီတော့ဖြစ်ပါနော်ဥကဒါတော့တေချာပေါ့အဲ့ချိန်ရရင်လည်း maybe လေကလေးတွေမြီးတွေရရင်လည်းရနေမှာပေါ့နော်ပြောလို့ရပြီလေအိမ်မှာလည်းဗာလဲဘရူနိုအင်းကြီးကလည်းမှန်ပါအောင်နဲ့လှုပ်လိုက်ပြီလားမှန်ပါအောင်နဲ့အဲ့ဟိုလောက်ခိုင်းတာလောက်ခိုင်းတာလုံးဝရှက်ဟောသူ့တစ်ထည်ကိုကြားတော့နော်အော်ယူတာရှက်မှန်ပါအမှန်3နေရတာတမ်းမှယူရလားတမ်းမှဂျွန်နီအီဗန်အင်းယူရတယ်အော်ဂျွန်နီအီဗန်အင်းပါရနောက်တစ်ယောက်ဘူးသူလားဇက်စီအော်ဇက်စီဟာပါရလားအော်တမ်းမှအဲ့ကျွန်တော်တောက်ချောင်းပြောနေအောင်ကျွန်တော်လူမှာကျွန်တော်လူမှာနေတိုင်းမှာတကယ်လူอ่ะဇက်စီကြတော့ကျွန်တော်ဟိုဟာရန်နိုင်ဦးမိမတော့မန်ယူအားပေးတာသူ့ကိုကျွန်တော်လက်ဆောင်ပေးလိုက်တာofficial နော် official ဆိုတော့သူတို့ဝတ်ထားတဲ့ဟာဆိုတော့ဆောင်ကြပြီးတော့ပွဲပြီးတဲ့အချိန်မှာတခုဟို since school ရှိသေးတယ်ပြည်သက်တွေဖုန်းနဲ့လှမ်းရိုက်ထားတဲ့ဟာတွေ့သေးတယ်ဗာလဲအာဆင်နယ်အင်ဂျီလမ်းပြပထမလက်မလေးထိုးရလက်မတော့နော်ဟိုအဲ့ကွန်းကြတော့နည်းနည်းလေးဒီပွဲကြည့်စင်နဲ့ကွန်းနေတော့နီးတယ်ဒါပေမဲ့ဂျားထဲမှာဘာမှမရှိသေးမှာကုန်းချိုင်အောက်ကိုပြုတ်ကြအောင်တော့ပါအဲ့လိုသူ့နောက်ကွန်းလိုမျိုးပဲဟုတ်တယ်ဂျားအဟပြီးမှအဲ့တော့သူတို့အိမ်လေးပြစ်ပြီးတော့နော်ဆော့ပန်လေးပြစ်ပြီးလက်မထိုးနေနေအဲ့ပြိတ္တတွေကအကိုတရောအဲ့အိမ်မထိုးပြီးနေတယ်အဲ့အိမ်ရအာဆင်နယ်လေတဲ့ကျွန်တော်ထိုးပြီးမှတွေ့တာဟောကျွန်တော်ကိုတောင်းကြောက်ထိုးနေတယ်အဲ့နဲ့ကျွန်တော်နောက်လဲကျွန်တော်လွတ်ပစ်လိုက်အောင်လားအဲ့မလုပ်ပါနဲ့ဗျာတဲ့အဲ့ကလည်းဘာလို့တကူးတကရောလေအာဆင်နယ်အိမ်လုံးမထိုးကြလဲသင်ပါမယ်ဒါပေမဲ့ကိုနောက်လိုက်ပါသေးတယ်မလားဒီလိုလွတ်လိုက်သေးဟိုကလမ်းပြောလာမလုပ်ပါနဲ့ဟောမင်းဘရိတ်ရပြောအကိုလည်းမထိုးပြီးနဲ့လွတ်ပစ်လိုက်တယ်တော့ကိုမောင်တို့အဲ့လိုစိတ်ထဲမရှိသူထိုးရတယ်ပေါ့နော်ဆိုတော့ဒါဝမ်းသာမယ်ထင်ပါတယ်သူလည်းဆိုတော့
ခုနပြောလို့ပဲဒါကျွန်တော်လည်းစဉ်းစားကြည့်တော့တော်တော်လေးဟိုမှာအကြည့်နူးမှာနောက်290အော်ကျွန်တော်လည်းပြောရတယ်နော်ဒါ history maker ကြီးပြောတယ်ပြန်ကြည့်နော်ဒီလိုလေးပြန်ကြည့်နော်တကယ်ဝမ်းသာမှာဒါအခုတည်းကကျွန်တော်ကြိုးမြင်တာနောက်234မနောက်ဘူးဒါနောက်ပြန်ပါပြီးတော့ဟိုပါပေါ့နောက်တစ်ခုပြောချင်တာလေကျွန်တော်ဟိုပါပေါ့ဒီဘက်ပြန်ရောက်လာပြီပေါ့နော်ဒီဒါပြီးတော့နောက်တစ်ခုအောင်ကျွန်တော်တို့ဒီအခုကျွန်တော်တို့ကန်နေတဲ့ပွဲမြန်မာကန်နေတဲ့ပွဲကျွန်တော်တို့ပါကစ္စတန်ဆီးရီးယားဟာနော်နောက်တစ်ခုပါပါကစ္စတန်ဆီးရီးယားကိုနောက်တစ်ခုပါအာဖဂန်နစ္စတန်okay အာဖဂန်နစ္စတန်နဲ့အရင်ကန်တယ်ဆိုတော့ပြိတ္တအလောက်မများဘူးကျွန်တော်တို့ပွဲလန်းကြည့်ရင်တော့မလွတ်ဘူးမများဘူးဟုတ်ကဲ့မမောင်လေးမန်ယူဂိုးသွင်းနေဆိုတဲ့ effect ကကျွန်တော်ပြောမှကျွန်တော်မလိန်တစ်ခုပြရတယ်ဟိုလောက်ရှိပြီနှစ်ပေါင်းတော်ကြာပြီဗျာသူ့နောက်ကွင်းကအထူးတန်းနဲ့ရိုးတန်းရဲ့ဒီဘက်နှစ်ခုရရှိရဂိုးတိုင်းနောက်ကနေဒီဘက်နဲ့ချမ်းပြေဂိုးတိုင်းနောက်မှာတိတ်မရှိဘူးဒါပေမဲ့မဟုတ်အဲ့ဂိုးတိုင်းနောက်မှာကနှစ်ပေါင်းတော်ကြာပြီမဖွင့်တာဟုတ်တယ်ကျွန်တော်တို့လည်းတောက်လျှောက်ကြည့်ရပဲလေဟိုကိုဗစ်ဖြစ်ခင်ဘာညာတွေကပိတ်ထားတာလူလည်းမရှိဘူးသွားစရာလည်းမကြောက်မရှိဘူးအဲ့နေရာရှိတယ်ဗျာတွေ့တယ်မလားအကိုသတိထားပြီလားအဲ့လေဆိုတော့ဒါမမောင်လေး effect တွေလေဆိုအဲ့နေရာလေအကိုကြောင့်ပဲကွင်းလုံးပြည့်ရလို့ထင်လား so whatever ပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့ဟိုကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးနော်ဟိုသူတို့လာအားပေးတယ်ဆိုတော့တယောက်တည်းကန်လို့လည်းမရဘူးလေနော်ဒါပါတော့ကျွန်တော်ပဲလာပဲအားပေးဘလို့ပဲဖြစ်အကုန်လုံးတော့ကျေးဇူးအများကြီးတင်တယ်ခုနပြောဆိုဒီလိုမျိုးပြိဿတွေအများကြီးနဲ့မကစားတာလဲကျွန်တော်အရန်ကြာပြီဒါသိရတယ်ကျွန်တော်တို့အဲ့လိုမျိုးပြိဿအများဆုံးကစားခဲ့တဲ့နောက်ဆုံးပွဲကကျွန်တော်ထင်ဆိုရင်ကျွန်တော်တို့ U20 World Cup ကျွန်တော်သိဒါပေမဲ့အဲ့ချိန်မှာလည်းနောက်ဆုံးပွဲကကျွန်တော်ကာတာနဲ့နော်ကာတာကိုရှုံးသွား3-2လားမရှုံးသွားတော့အဲ့ပွဲလည်းမှတ်မရဆိုကျွန်တော်ကစားတဲ့မိနစ်ကအရန်နေတယ်2မိနစ်ပဲကစားဟုတ်2မိနစ်ပဲကစားဒါပေမဲ့ပြိဿအရန်များတယ်ပေါ့နော်အဲ့ချိန်ကအဲ့လိုမျိုးကြံခဲ့တဲ့ပွဲရဆိုလဲကျွန်တော်တို့ပါကစ္စတန်နဲ့ပွဲရဆိုလဲအဲ့လိုမျိုး fight လေးကိုနည်းနည်းပြန်ရလာပေါ့နော်ဟိုပြောရင်နောက်ပွဲရရင်ဟိုကျွန်တော်တို့လိုမျိုးပဲတော့လာအားပေးပို့ဖိတ်ခေါ်တယ်ဘာဖြစ်လို့လဲဆိုဘာဖြစ်လို့လဲကျွန်တော်အိမ်ဝင်ကန်မဲ့တပွဲပဲကြံတော့တာဟုတ်အဲ့တော့အဲ့ဒီတပွဲကလည်းအရန်အရေးပါတယ်ဆီးရီးယားနဲ့ဆိုတော့လေကျွန်တော်တို့ရဲ့ group မှာလည်းဒီကောင်ဆီးရီးယား strong ဖြစ်ဆုံးဆိုတော့ကျွန်တော်တို့တွေကလည်း break that တွေအားလည်းလိုတယ်နော်အဲ့တော့အဲ့ဒီပွဲကိုလည်းဟိုကြံခဲ့တဲ့ pass တဲ့ပွဲကလည်းမျိုးပဲလာအားပေးမယ်လို့မျှော်လင့်နေပါတော့မြန်မာပြည်သက်တွေကအခုဆိုတာမမောင်လေး effect မနေဘူးပြောလို့ရတယ်เนาะဒီလိုပြန်ဖြစ်လာတာတကယ်မြန်မာဟိုဘောလုံးပွဲကြောင့်တော်ဝမ်းသာမယ်တင်ကွင်းပြေးဖို့ဆိုတာလာပါဘလောက်ပဲ promotion မြန်မာပြည်သက်ဆိုတည်းမှာခေါင်းမာတယ်လာကြင်မလာမလာကြင်တော့ဘယ်သူမှကိမဆိုင်မလာကြဘူးခုပြောစရာတော့ကျွန်တော်တို့ကတော့နည်းနည်းတော့ခံမှန်းမိရအဲ့နေကသွားတော့လေကွင်းလေးတော့တော်တော်ကြာတော့တန်းစီရတာတော်တော်ကြာပြီတချို့ဆိုရင်အဲ့လိုမျိုးမဝင်အောင်လို့ပါလို့လေအဲ့လိုမျိုးလာဟိုတချို့ဆိုအကြာကြီးဆောင်းရတာပါအဲ့လိုမျိုးဟိုတချို့ပွဲကစားတဲ့အချိန်တစ်ဝက်လောက်မှကွင်းနဲ့ရောက်တာတော့အဲ့လိုမျိုးလည်းရှိရပါတော့ဆိုတော့ဟိုပြိသက်တွေကမောင်မျိုးချစ်ကြတယ်အဲ့လိုပဲမောင်မျိုးပြန်ပြီးတော့ဝေဖန်ကြတယ်အဲ့ပေါ်မှာဘလို့ခံစားပြီးတော့ကိုကအဝေဖန်ခံရဆုံးလည်းဖြစ်ပြန်တယ်ကွာကွင်းနဲ့ဟုတ်တယ်မလားဆိုတော့ပြစ်မှတ်ထားပြီးဝေဖန်တတ်ကြတယ်ကွာကိုမောင်လင်းဆိုတော့အဲ့ရောက်မှာဘလို့ပြန်ပြီးထိန်းခဲ့လဲပေါ့ဟိုဒါကတော့ဝေဖန်နေဆိုတော့ဟိုပေါ့နော်ကျွန်တော်တယောက်တည်းမှမဟုတ်ဘူးဟိုနိုင်ငံသားမှလည်းဝေဖန်ကြတာပဲဥပမာရိုနယ်ဒိုတို့မက်ဆီတို့ဘလောက်ပဲတော်ဘလောက်ပဲကောင်းဟိုသူတို့အသင်းပြိသက်မဟုတ်ဘူးဆိုတော့တခြားအသင်းပြိသက်တွေကသူတို့ဝေဖန်ကြတယ်ပွဲထဲမှာသူတို့ခြေစွမ်းတွေကိုဘယ်လိုပြောမလဲဟိုအရင်မပြနိုင်အောင်လို့တခါရောက်လေသူတို့ရဲ့နီးစနစ်ရပြိသက်တွေကလည်းတိုက်ခိုက်တာတွေပါညာရှိတယ်ဒါပေမဲ့လည်းဒါတော့ဟိုသူတို့ဘလောက်ပဲတိုက်ခိုက် player ရဲ့ခံယူချက်ပေါ်ပဲမူတည်ရပေါ့နော်ဥပမာဒါပါတော့ဟိုကျွန်တော်မှလည်းအခက်အခဲဆုံးချိန်တွေရှိခဲ့တယ်ပေါ့နော်ရှိခဲ့ဆိုတဲ့အချိန်ကျတော့လည်းအဲ့ဒါတွေကိုကျွန်တော်အကောင်းဆုံးပြန်ပြီးတော့ကြော်ဖြတ်ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်မှအမြဲတမ်းကျွန်တော်ထားတဲ့စိတ်တစ်ခုရှိတယ်အဲ့ဒါ personal နဲ့ကျွန်တော်ရဲ့ဒီ professional နဲ့ကိုတတ်ထားရတယ်ပေါ့နော်ဘောလုံးသမားထဲမှာပြောမယ်ဆိုကျွန်တော်လောက်ပြဿနာတက်တာကျွန်တော်ပဲရှိတယ်လို့တော့ထင်တာပဲဒါပေမဲ့ဟိုအဲ့ဒီပြဿနာကြီးတက်တဲ့ပုံမှာအရင်လိုက်ပြီးတော့ခံစားမနေတော့ခံစားရင်ကိုယ်အလုပ်ပြတ်မယ်အဲ့လိုမျိုးလုပ်ဆရာရှိရမယ်ဆိုတော့အဲ့တော့ဒီအလုပ်ကအလုပ်ပဲဘယ်လောက်ပဲအဲ့လိုမျိုးကျွန်တော်ခွဲထားတယ်အဲ့ဒီအတွက်ကြောင့်လဲကျွန်တော်ကဒီအရင်ဆိုးဆိုးဝါမဖြစ်ခဲ့ဘူးပေါ့နော်
အကောင်းဆုံးဖြစ်ဖို့တဲ့ဖြစ်လာတာ ဒါပေါ့ခုနပြောဆိုအရာအလုံးအကော ကော င်း င်း မှု မှု ဖြ တဲ့ စ် ဖြစ် လာ လာတာโอเคပြီးတော့နောက်တစ်ခုအခုနပြောမှာကွင်းတဲ့ကိစ္စဆိုမှဗာလဲအာဖဂန်နစ္စတန်နဲ့ပွဲတော့နော်တကယ်ပြနောက်တော့မဟုတ်ကျွန်တော်ဆောင်းကြိုက်တယ်ကိုကွင်းလဲမှာဆော့ပါတယ်ဟုတ်တယ်နော်အဲ့မှာဘာမြင်လဲဆိုကျွန်တော်ပြိသက်မြင်ပါတော့ဒါကတော့နီးပြရဲ့ idea လဲမိုက်တယ်လေ ပထမဆုံးပွဲ နဲ့လေကွင်းလဲကနေဂိုးတွေသွင်းတယ်လေ assist လုံးဝပန်ပိုးမှုကအမှန်တမ်းပြောမယ်ဆိုကျွန်တော်လည်းတင်ချာဂိမ်းနဲ့ရအတိအကျတော့မတွက်တတ်ပါမယ်တော်တော်များများ percent တွေကရောက်တယ်အကို long pass short pass အကုန်လုံးဆိုတော့အကိုအဲ့တော့ midfield ဟုတ်တယ်နော်ဟိုကျွန်တော်မြင်ရဲ့အရှိနေရာမျိုးမှာ ကျော်မင်းရဲ့ကျွန်တော်ရဲ့လွင်မိုး လင်မိုးရင်အဲ့လိုအဲ့နေရာတော့ကျွန်တော်တို့အကောင်းဆုံးလို့ထင်တယ်ဘာလို့ဆို performance အပြည့်ထွက်တယ်လို့ပဲဒါကတော့ကျွန်တော်ပြိသက်မြင်ပါတော့ကိုယ်တိုင်ရောဘယ်လိုထင်လဲ အဓိကတော့အဲ့နေရာကစားရင်တော့ဟိုဘောလုံးထိချက်များမယ်ပေါ့နော်ဟိုပို့ပြီးတော့ကိုယ်အသင်းဘော်တွေပို့ပြီးတော့ပန့်မိုးပြီးနိုင်မယ်ပြီးတော့အဲ့လိုမျိုးကိုယ်စီကနေပါစင်နေသွားတာတို့ long pass သွားတာတို့ deep pass သွားအဲ့လိုမျိုးပေါ့နော်အဓိကတော့အဲ့ဟိုဒီမေဖီကစားတာခုနပြောဘောလုံးထိချက်ပုံများတဲ့အတွက်ကိုကလုတ်ပိုင်ခွင့်တွေပိုရတယ်ရတဲ့အချိန်ကျတော့ဟိုဒီ left wing တော့ဘာလို့မဆော့တာထက်ပို့ပြီးတော့ပေါ်လွင်တယ်လို့တော့ထင်တယ် ပေါ်လွင်တယ်ဟုတ်တယ်တော်တော်ပေါ်လွင်တာ အခုဒါပါတော့ဒီ left wing တို့ right wing တို့ဆိုတာမေဖီဘောလုံးပေးမှရတာ ဟုတ်တယ် သူတို့ ဖြတ်ပြီးမှရတာလေ သူတို့မပေးဘူးဆိုရင်ဒီမှာရှိနေတဲ့ကောင်နှစ်ကောင်အလကားပဲဘာမှလုပ်မရဟုတ်တယ်အဲ့လိုမျိုးပေါ့နော်ဟိုဒါပေမဲ့မေဖီဆိုတာကျွန်တော်ရဲ့ professional ကစားသမားဘဝမှာကျွန်တော်ရဲ့ပထမဆုံးကစားတဲ့ position ကလည်းမေဖီပဲကျွန်တော်အဲ့လိုမျိုးကျွန်တော် U20 World Cup တုန်းကလည်းကျွန်တော်မေဖီပဲကစားပြီးတော့မှဟန်တာရီရောက်တော့မှဆရာဦးငွေထွန်းကဝင်းပေါ့နော် left wing ကိုပေါက်ထားအမနေကစားတာပို့ပြီးအဆင်ပြေပါဒါပေမဲ့ကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့ဟိုပလီယာတယောက်က2နေရာ3နေရာလောက်ကစားတတ်ရင်ကိုကတခြားပလီယာထက်အဆင်ပြေရဗျာသိမှာဥမာ ဒီဘာနေရအဲ့လိုမျိုးပေါ့ဥမာပလီယာ2ယောက်တည်းက choice လုပ်ရတော့မယ်ဥမာအကိုက1နေရာပဲကစားတတ်တယ်ကျွန်တော်2နေရာ3နေရာဆိုရင်ကျွန်တော်က choice ဟိုဟာကျွန်တော်ကရွေးခံဖို့ပုံများတယ်ဗျာအဲ့လိုမျိုးတွေပေါ့အဲ့တော့2နေရာ3နေရာလောက်ကစားတတ်တာတော့တော်တော်အဆင်ပြေပေါ့ကျော်မင်းလည်းနော်ဒီ DM ဆော့ကနေ CBD ပါဖြစ်နေတယ်ရတယ်ကျော်မင်းကကျွန်တော်တို့စီမှာအခုလက်ရှိတည်းမှာဆိုတော့အဲ့လိုမျိုး The Vantage Mayfi မှာအကောင်းဆုံးကတော့ကျော်မင်းလို့တော့ကျွန်တော်မြင်တယ်ဟုတ်မြင်တယ်ဆိုတာတခြား player မကောင်းဘူးပြောတာမဟုတ်ဘူးเนาะကျွန်တော်အတွက်တော့ကျော်မင်းကဟိုအကောင်းဆုံး player ဖြစ်နေတယ်အခုလိုအပ်ရင်ကျော်မင်းကဆန္ဒဘက်စင်ကစားပြီးလို့ပါရတယ်ကျွန်တော်အဲ့တော့ပို့ပြီးတော့သဘောကျတယ်fashion ပြည့်เนาะပြီးတော့ဟိုဘောလုံးဖြတ်တာလည်းကောင်းတယ်လို့သူတို့စီကပါစင်ထွက်ရင်လည်းအရင်တိုက်ရတယ်ပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တော့ပို့သဘောကျော်မင်းကိုတော့ကျွန်တော်ပို့သဘောကျတယ်ဆိုတော့အဲ့နေ့ကလည်းမနေ့ကကွင်းလဲဝင်ကန်တာပွဲတဝက်ကြီးမှာဟုတ်တယ်မလားပွဲအစားမဟုတ်ဘူးเนาะအစားဆုံးအစားဆုံးကန်တာတော်ကျွန်တော်မြင်ပြောနေတယ်ကျွန်တော်ကွင်းပြမှာဟာဒီနောက်ပွဲတွေအဲ့လိုပဲမြင်လိုက်ရှင်ဘယ်လောက်မိုက်မလဲတွင်းတဲ့လုံးကလည်းဝေးပဲလေဟုတ်တယ်မလားခိုင်30လောက်ရှိပြီဟုတ်တယ်ဆိုတော့အဲ့ဒါမြင်ပြီးတော့နောက်တစ်ခုကပြန်လာတော့နံပါတ်7နဲ့ captain နဲ့ဖြစ်တာအဲ့မှာအဲ့ဒါကျွန်တော်ကပထမပွဲတွေကနံပါတ်9ကိုကျွန်တော်လွန်မောင်းပြောလွန်မောင်းရတယ်ကိုကြီးဝက်ပေါ့ဟုတ်လားကိုကြီးဝက်ဘာမှဖြစ်ပေါ့အဲ့ဒါနဲ့ဟောသူပထမဆုံးပြောတော့ကျွန်တော်လည်းဟေးဟုတ်ပြီညီလေးပဲဝက်လိုက်ကွာလို့ကိုကြီး7ပဲဝက်မှန်အဲ့တခါရရင်တတိထားမယ်ကျွန်တော်ဟိုမကြာခဏနံပါတ်9ဝက်တက်တယ်အဲ့လိုမျိုးအရင်ပွဲတွေမှာလည်းဟိုးရှိကပွဲတွေမှာလည်းဝက်တယ်ကျွန်တော်ဝက်တယ်ပြောဟိုပါလေဒေါင်းငယ်မောနေတခါကိုရတယ်ပွဲဆိုလဲဝက်တယ်နည်းပေါ့အဲ့ဟုတ်တယ်သူကနာကွန်မှာပဲပေါ့နော်အဲ့ပွဲဆိုလဲခွန်ဝတ်တယ်မကြခဏတော့တိတ်ပြီးတော့ထွေထူးတော့မရှိပါဘူးဆိုဟိုကလည်းစီနီယာဆိုတော့ကိုကြီးလောက်အခုနောက်ပိုင်းမှာတော့ခွန်နဲ့ပတ်သက်ပြီးအမတ်တရားတွေရှိတာပေါ့လောက်ပါနည်းနည်းဟိုအဲ့ဒါတော့ပြောလို့မရဘူးဘလို့ပြောလို့မရအမတ်တရားတွေရှိရတယ်ပြောသေးတယ်ပြောလို့ဘာကြောင့်ခွန်ဝတ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်မှအကြောင်းပြချက်ရှိရပါအကြောင်းပြချက်ရှိလို့ဒါပေမဲ့ဒီမှာပြောလို့မရဘူးနားလဲပြီโอเคโอเคကောင်းနေတယ် maybe မဟုတ်အဲ့ဒါဟုတ်တယ် must be ဖြစ်ကုန်ဖြစ်ရโอเคနားလဲပြောလို့မရဆိုတော့နောက်ညတော့ social media မှာရောက်လာမယ်အရာတွေဆိုတော့အဲ့လိုပဲစောင့်ကြည့်ကြအောင်ဗောနော်မရောက်တော့ပါဘူးမရောက်တော့ပြီးတော့နောက်တစ်ချက်ဟိုကျွန်တော်ဆောင်းကြိုက်တယ်ပြိတ္တလည်းဆောင်းရန်အားတက်သွားတဲ့အခိုက်အတန့်တစ်ခုရှိတယ်အဲ့ဒါကိုလေကျွန်တော်ကမှန်တယ်ပြောမှဆိုလို့ရှိရင်မြန်မာဘောလုံးအဖွဲ့ချုပ်လို့ပဲပြောမှာပေါ့နော်ဒီမှာရှိတဲ့ media team တွေကျွန်တော်အမြဲတမ်းဖြစ်စေချင်တဲ့အရာတစ်ခုရှိတယ်အကိုတို့အဲ့ပွဲမှာအကိုလုံးဝအိုးစားလက်ခံမှာပြောတဲ့စကားတွေကပြိတ္တတွေဆောင်းကြိုက်ကြတယ်ဆိုတော့အဲ့လိုကအမြဲတမ်းလှုပ်တယ်မလားအခုမှကျွန်တော်မြင်ရလေသူတို့ပြမှမြင်ရတာလေကြိုက်တယ်အဲ့လေပွဲမတိုင်ခင်အမြဲတမ်းအဲ့လိုမျိုးတော့ပြောတာပေါ့နော်ဟ
ကိုယ့်ရဲ့ကစားသမားတွေအဲ့လိုမျိုး motivation ပေးတဲ့ပုံစံလိုမျိုးတစ်ဖက်အသင်းကိုမကြောက်မရွံ့ဘူးအဲ့လိုမျိုးအဲ့ဒီလိုမျိုးကိုကရောသူများ motivate ပြန်ပေးတက်အောင်ဖြစ်လာအောင်ဘသူ့ကိုအတူယူခဲ့ရလဲဥစားလက်ခမှာနိုင်ငံခြားမှာရှိမှလားဒီမှာရှိမှလားအရင်တော့ဘသူလုပ်ခဲ့ရလဲဘသူရှိရအဲ့လိုအတူယူခဲ့ရလဲဆိုခေတ်ဆက်ကတော့ဒီလိုမျိုးပြောဆိုကပ်ပရိန်နေပဲပြောတာမျိုးပေါ့နော်ကျွန်တော်ဟိုအရင်ကျွန်တော်မိတော့ဆိုအဲ့လိုမျိုးကိုကျော်စင်ထက်တို့အဲ့လိုမျိုးကိုဒေးဗစ်ဒန်တို့ကိုရန်အောင်ကျော်တို့ပေါ့နော်သူအမြဲတမ်းအဲ့လိုမျိုးပြောတယ်သူတို့ရှိရပဲကြည့်ဒါမဲ့တကယ်ကျွန်တော်အတူယူတာကကျွန်တော်ရဲ့ဟိုပေါ့နော်ကြံခဲ့နှစ်ကလမ်ဖုံးမှာတူဆိုတဲ့ဒီစနဘတ်ပေါ့နော်ဘစ်တာပေါ့ဟိုသူဆိုလဲထိုင်းလီမှာတော်ရပြီအဲ့လိုမျိုးပွဲမစားခင်ဆိုသူရဲ့ကစားသမားတွေပြောတာတွေ motivation ပေးတာတွေအယမ်းမိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့လိုမျိုးအတူယူလိုက်တယ်အတူယူပြီးတော့မှကိုရန်လည်းအဲ့တော့ motivate ဖြစ်ခဲ့ရတယ်ဟိုအဲ့မှာကိုခံစားလာတဲ့အခါကျတော့ဒီ player တွေပြန်ပေးလာတဲ့ခါကျရင်တကယ်သူတို့လည်းဟုတ်တယ်စူးစမ်းခြင်းတွေရှိရပါတော့ဆိုဟိုပါပေါ့ဟိုအမေးဖြစ်လေးနေတော့ကြတခါမလုပ်ဘူးတဲ့ပုံစံလေးပါနော်ပောက်ကြရမေးပါဘူးဗာလဲကူလေးကျွန်တော်တို့ကအမြဲကြောက်နေပြီကျွန်တော်ဘာမှမပါဘူးကြောက်နေဟိုပါရိုင်းပါပဲဒါကတော့ဟိုပါ flex ဖြစ်တဲ့ live ကိုမေးတော့မှာပေါ့နော် flex ဖြစ်တယ်လုံးဝအခု flex ဖြစ်သွားကောင်အမောင်းလင်းဆိုတာ next level ရောက်သွားပြီဆိုတော့ဟိုအိမ်မှာဆိုလို့ရှိရင်ကွာဟိုဖနက်ကိုအခန်းတစ်ခန်းနဲ့ထည့်ထားတာပြီဘယ်နေရာလောက်ရှိလဲဘောကန်ဖနက်ဆိုကျွန်တော်ချင်းမိုင်မှာမြင်တော့အများချင်းမိုင်အိမ်မှာဆိုရင်တော့ကျွန်တော်ရဲ့အပေါ်ထဲမှာကျွန်တော်တို့အပေါ်ထဲမှာနေအပေါ်ထဲမှာအိတ်ခန်း3ခန်းပါတယ်အောက်မှာအဲ့လိုမျိုးတိုင်းနေလုံးပါတယ်အဲ့လိုမျိုး living room ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော် TV ရဲ့မျက်စောင်းထိုးနာမှာကျွန်တော်ထားတာပေါ့အဲ့လိုမျိုးတတ်ထားတာပေါ့ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာလားအခုပြောင်းသွားပြီအော်ထပ်ပြောင်းသွားပြီအော်အခုအဲ့တော့ပြောရလေပြောင်းမယ်ဆိုပြီးပြောင်းမယ်ဖနက်တွေကတော့အများကြီးရှိရပေါ့နော်ရှူးဖနက်တင်မယ်အဲ့လိုမျိုး night တို့ပါတော့15ရက်16ရက်လောက်ရှိမယ်ပြီးတော့ဘောကန်ဖနက်ဆိုရင်အနည်းဆုံးမရှိဘူးဆိုရင်ဘောကန်ဖနက်တော်တော်များတယ်နော်ကျွန်တော်အဲ့လိုရှိရဘောကန်ဖနက်လည်းရန်20လောက်ရှိရမကောက်တော့ကျွန်တော်တို့ထိုင်နေဒီဘက်အပြည့်ဒီဘက်မှာအပြည့်ဆိုတော့ရန်20လောက်ရှိရဒါပေမဲ့လေဝိသင်းသင်းပြန်လာအကုန်ကုန်တယ်ဟုတ်လားပေးရမျိုးပေါ့နော်ကိုနနာကျော်တို့သိရမလားနနာကျော်ပြောစို့ကိုနနာကျော်တန်းပိုင်တို့ဖိဖြိုးဝင်းတို့သိရမလားအရန်ဆိုးရအောင်လေမပေးဒါတော့ဆော်လမန်မပါသေးလို့ဆော်လမန်အဲ့လိုမပေးလဲလူတာတို့အိမ်ထဲကိုလူတာလို့ပဲလားအိမ်ထိတာလူတာမဟုတ်ဒီကန့်မှာကျွန်တော်ကန့်တော့ဖနက်အများကြီးယူလာယူရတာပေါ့အပုံဆိုဟိုမအဲ့လိုမျိုးတန်ငယ်ချင်းနေတမ်းမှန်တော့ပြောကြမလို့ဟိုမှာတဲ့အတူနေတယ်ဒီကောင်ကြီးကတော့အခုမသိရင်သူ့ဟာလိုပဲသူကတော့ဘာမှမပြောအဲ့မဲ့ဒါတော့ဟိုဟာတာဟိုဘယ်လိုပြောကိုတို့ဘယ်လောက်ခင်လဲဆိုတာလဲအကုန်လုံးသိနေလေဟိုဘယ်လိုပြောမလဲဒါညီကိုပေါ့နော်တချို့လူတွေလည်းပေးကြမှာဘယ်လို site မတော်တာတွေပါကြလဲပေးလို့မရဘူးဆိုအဲ့လို site တော်တဲ့လူဟိုတစ်ခါဒီကြောင်မျိုးတော်မှာဒီရှေ့ podcast မှာပြောရသေးတယ်လေ group chat ရှိရသလားသူတို့ကတော့လည်းဘယ်တော့မှကျွန်တော်ပြောတယ်ဘယ်တော့မှရေးသားရတော့မှာမဟုတ်ဘူးသူကမနေ့ရအောင်တော့မှသူကတန်းပိုင်နဲ့ morning ဟုတ်တယ်ကျွန်တော်တို့ဖွဲ့ရ၄ယောက် group ရှိရကျွန်တော်ငင်းညောင်းအောင်ကျွန်တော်ရဲ့ကြော်မင်းဦးရဲ့တန်းပိုင်၄ယောက်ရှိကျွန်တော်တို့၄ယောက်ကအရင်ဘယ်လိုပြောမလဲလူများရလို့မဟုတ်ဗျာကျွန်တော်တို့ကြတော့စိုးတာတမျိုးဗျာလူများရလို့မဟုတ်ဘူးဘလို့ဆိုတာမဟုတ် group ထဲမှာအဲ့လိုပေါက်တက်ကြရရှောက်လောက်တာသိလားဒီကောင်နေနဲ့တွေ့ရင်အဲ့လိုမျိုးဟိုဘယ်လိုပြောစိတ်လွတ်လက်လွတ်အခန်းထဲနေလို့မရဘူးဗျာကျွန်တော်ကြတော့ဟိုနေတခါရအင်းချုပ်ပြီးတော့နေတာတို့ဘာတို့သိရမှာအေးစီတောင်းနေအဲ့ကောင်နေဓာတ်ပုံခိုးရိုက်ထားတယ်ပြီးသွားရင်ဒီကောင်နေ Facebook မှာ sticker တွေလုပ်တယ်လုပ်ပြီး group တွေပို့တယ်သိရမှာအဲ့လိုမျိုးကျွန်တော်ဆိုပြောဆိုတော့အဲ့လိုမျိုးဒီကောင်နေကျွန်တော်ဆိုအဲ့လိုမျိုးဟိုငိမ့်ညောင်းတယ်ကျွန်တော်ရွှေထူးပေါ့နော်ရွှေထူးကလုံးအဲ့လိုမျိုးရွှေထူးလေးဘာလုပ်နေအဲ့လိုနော်ရောနေပြည်တယ်ဒီကရွှေထူးလေးအဲ့နဲ့ပြီးသွားရင်ဟိုကဘာလဲကျွန်တော်တို့ကနာမည်ပြောင်းလေးလည်းရှိတာဟိုတမ်းမှန်ဆိုကျွန်တော်တို့ကပေးတာဝက်ချိုဆိုပြီးပေးတာသူကအဲ့လိုမျိုးဘာသာထမင်းသွားစားထမင်းဘယ်ဆိုင်ရောသူကဝက်ချိုပဲဆိုတော့ဘယ်ဆိုင်ရောဝက်ချိုပဲအခုဟိုဘယ်လိုပြောမလဲငိမ့်ညောင်းဆိုကျွန်တော်နာမည်ပေးတာအဲ့မှာသူမျိုးစစ်ပွင့်လို့ဘာတော့ညာရှောင်းလဲဘာလို့စစ်ပွင့်နေဘာလဲအကုန်ပေါ်တော့ဟုတ်ငယ်တော့ဆိုကျွန်တော်ဘောင်းမိပဲဝတ်တယ်မလားအဲ့လိုမျိုးဂျင်းဘောင်းမိပဲဝင်အဲ့လိုမျိုးတစ်ခါကျရင်ဘောင်းစစ်အဲ့လိုမျိုးလေးပေါ့နော်ညညဟိုဟာတော်ဖြစ်တယ်လို့ပေါ့ညညကျော်မင်းညတော့ထမင်းပြူဆိုတော့ဘယ်တော့ထမင်းပြူပဲစားတာကျွန်တော်တို့
ထမင်းညော်တိုင်းသွားတယ်မလားထမင်းညော်တိုင်းသွား ထမင်းကြော်ဆိုင် ထမင်းညော်တိုင်းသွားကျွန်တော်ထမင်းညော်စားတာသူကအမြဲတမ်းအဲ့လိုမျိုးထမင်းပြပဲမှာလားကျွန်တော်တို့ပေါက်တကက်နာမည်ရှောက်ပေးရကျွန်တော်တို့၄ယောက်တွင်အရန်ပြောရတယ်ဗျာဒီလားဟို public area ပဲတိတ်ပြီးတော့မသိဘူးဗျအဲ့ချိန်တော့ကိုယ့်ကိုယ်ပါလည်းမသိဘူးမေ့နေတာဗျာသိလားအဲ့တော့ကျွန်တော်တို့တောက်လျှောက်ဟာသားလုပ်တဲ့ကောင်လေ၄ယောက်ကတယောက်နဲ့တယောက်ဖောင်းနေမပြီးတော့အဲ့ထဲမှာအဖောက်ခံဆုံးကတော့ ဘူးသူလဲ အဖောက်ဆုံးကတော့ကြော်မင်း ကြော် ခံရတာကျွန်တော်ရဲ့ဟိုက3ယောက်ခံအဲ့လို အဲ့ကြားထဲမှာပို့ပြီးခံရတာတမ်းမှန်ရပို့ခံရသူကတိတ်လည်းမလုပ်မပြောဘူးဆိုတော့အဲ့လိုမျိုး โอเคဟိုတလောကလည်းအပြင်သွားကြသေးတာဟုတ်လားမွေးနေတာဟုတ်ဘူးအဲ့ဒါဟိုအရင်တော့ဟာပြန်တင်တာလားကိုတင်လိုက်တာတွေ့လိုက်တယ်ပြင်မှာဟိုအယုတ်တွေစီးကြတယ်အဲ့ဘယ်နာမှာအဲ့ဒါကဟိုက central ရှိမှာအဲ့နေလည်းပြန်ပြီဆိုအဲ့ဟိုအဲ့ကောင်လေးကလည်းအယုတ်ကသူဟိုဗာအလုံးမကောင်းဘူးနော်အဲ့နေအေးအဲ့ကျွန်တော်ကရှောက်နောက်တာငါတို့စီးလို့ရတာရတယ်ရရင်စီးမယ်ကွာရရင်စီးမယ်ကွာဆိုစီးရအမမဗီဒီယိုရိုက်ပြီးတဲ့ကောင်ဟိုအမှထိုင်ဟုတ်ပါအဲ့ကောင်သူလဲဟောကန်နော်တွေ့တယ်သူပဲကြည့်တယ်ဗာလဲကန်တဲ့သူကလောက်ကလောအကောင်းဆုံးသင်းမှာကန်သေးတယ်သူဟိုဆောင်းအေးဆောင်းချမ်းသာလာဆိုစီးပွားရေးတွေပါရောအဲ့လိုမျိုးဆောင်းရတော့မချမ်းသာသေးဘူးမဟုတ်အဲ့လိုပဲပြောတော့မှာမဟုတ်ဒါမရပြောတော့မှာအဲ့လိုမချမ်းသာဘူးတကယ်ဒီမှာပြဿနာကြီးတယ်အဲ့ဒီလားโอเคဆောင်းချမ်းသာသေးမချမ်းသာသေးဘူးโอเคစီးပွားရေးတွေရောအေးဘောဆောင်းချမ်းသာစီးပွားရေးဆိုတော့လို့တော့မဟုတ်တယ်မလားဆိုတော့စီးပွားရေးတွေရောအခုတဲဖို့စဉ်းစားထားတာရှိပြီလားဘယ်လိုမျိုးရှိရှိအဲ့ဒါလည်းဘောလုံးကတော့နောက်9နှစ်6နှစ်ပေါ့ဟုတ်တယ်မလား9နှစ်ဒါပေမဲ့9နှစ်6နှစ်ဆိုရင်ကျွန်တော်ကတော့ကန်နိုင်တယ်တော့ကန်နေအောင်ပါဗောနော်ဟိုကဒါတကယ်အကိုပြောဆိုပေါ့လုံးဝဟိုဒေါင်းတော်မီကန်နိုင်တာတော့နောက်ထပ်4 5 6နှစ်လောက်တော့နောက်တော့အဲ့တော့ဟိုစီးပွားရေးစီးပွားရေးကတော့ကျွန်တော်တို့ကတငယ်ချင်းတွေအတူတူလှုပ်ဖို့ရှိတယ်ဗောနော်အဲ့ဒါတော့ဟိုအကောင့်တွေပေါ်တော့မှာဗောနော်အဲ့လိုမျိုးရှိတယ်ဆိုတော့ကောင်းပါတယ်ဆိုတော့အဲ့ဒါကတော့အရေးကြီးတယ်နော်ဟုတ်တယ်စီးပွားရေးဆိုတော့အကုန်လုံး share ရှင်နေနောက်ပိုင်းကျတော့ဘလုံးသမား20နဲ့အတူတူပေါင်းလာပြီးရင်တထေးတူဖြစ်တယ်နော်ဆောင်းမိုင်လုံးပြန်အတွေးမှာတော့ဟုတ်တယ်အတွေးလေးနဲ့တော့ဟုတ်ဆောင်းမိုင်ခါရောက်လေဟိုအိမ်မက်ဆိုတာလည်းရှိရတယ်နော်အဲ့လိုမျိုးစိတ်ကူးတွေရင်ပြီးတော့ဖြစ်တာမဖြစ်တာတကယ်တော့စိတ်ကူးရင်နေချင်းတော့အရင်ပြောကောင်းတယ်ပါနော်ကြည်နူးစရာကြီးဆိုတော့ဆိုအခုလည်းဒီမှာမေးဖို့တောင်မှကိုရင်မေးပြအောင်လို့တော့မှနာမည်ပြောလိုက်ရတယ်စိတ်ထဲပေါ်လာတဲ့အရာတခွန်းကိုပြောလိုက်ဆိုပြီးသွားပြီလေတန်းပိုင်ဆိုရင်ဝက်ချိုအဲ့ဒါကျွန်တော်ဟာတာပါကျွန်တော်ပြောပါအဲ့ဒီဒါမကြခဏနာမည်တွေကပြောင်းတယ်ဟုတ်ပြောင်းတယ်ကျော်မင်းနာမည်ပေးကမွန်တက်တွေပါလိုတယ်ဆိုလူခေါ်လို့ရတယ်ကျော်မင်းရှိတယ်နာမည်ပေးရမ်းတော်တွေးသမျှလူအကုန်ပေးရကျွန်တော်တခုမေးချင်တာရှိတယ်ဗါလေကျွန်တော်တို့ဒီအခုကျွန်တော်လည်း academy လေးဖွင့်နေပါနော်ကို academy ကမေ့ကျွန်တော်မောင်လင်းကျောင်းပဲစိတ်ထဲရအောင်လေဆိုတော့အမှလည်းဒါပြောမယ်ဆိုလို့ရှိရင်တက်တဲ့ဆန်တခုခေါင်းနဲ့ထပ်ပေါ်လာတယ်ဟိုကျွန်တော်တို့ဖူးစဲကန်ဖူးတယ်နော်အကိုလည်းဒီမှာရုံခွင့်မှာတစ်ခါအဲ့တော့ဆယ်ဦးမှာကျွန်တော်လည်းအလုပ်တူမလုပ်သေးဘူးအကိုဆရာလေဆိုတော့ဒါကျွန်တော်နောက်ပိုင်းမှသိတာကျွန်တော်တို့ရင်တော့ကျွန်တော်တော့မသိဘူးကိုရင်းရတော့ပြောဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်တို့ရှိမှအခုအတူတူလုပ်နေကြတယ်ပေါ့နော်သူကတော့အရင်အားလုံး academy နဲ့ပတ်သက်ပြီးဦးဝင်းမောင်ပဲဆိုတော့ဒါဦးဝင်းမောင်ကျတော့ကျွန်တော်တို့ဂိမ်းမီကလက်ရှိဦးဝင်းမောင်ကျတော့ဒါမမောင်လင်းရဲ့လက်ဦးဆရာလို့သိထားတယ်ဗောနော်ဆိုတော့ဦးဝင်းမောင်ကျောင်းနဲ့ပြောပြပါဦးဟိုဆရာဦးဝင်းမောင်ကျောင်းဗောနော်ပရိသတ်တွေကလည်းတော်တော်များ comment ထဲမှာတော့ပြောကြတယ်ဒါပေမဲ့မမောင်လင်းကိုယ်တိုင်ကသူ့ရဲ့တပည့်အရင်ဖြစ်တဲ့ခါကျတော့ကိုမောင်လင်းကိုယ်တိုင်ကဆရာကျောင်းလေးနဲ့ဆရာအဲ့လိုမျိုးဗောနော်ဟိုငငယ်တုန်းကတော့ကျွန်တော်တို့ရဲ့လက်ဦးဆရာဗောအကုန်လုံးသင်ပေးရဆိုအဲ့လိုမျိုးဘောလုံးဘယ်လိုလုပ်မှာညာသူကအဲ့လိုမျိုးအားမလို့အားမရဖြစ်ရင်လဲဆရာနည်းနည်းလေးကျန်းတယ်ကျန်းနည်းနည်းကျန်းတယ်အဲ့ဒါတော့မစ်ဆောအခုဒီကျွန်တော်တို့ဆိုပြောရမယ်အရင်ကြက်တဲဘာဖြစ်တယ်ညာဖြစ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ပြောကျွန်တော်တို့အဲ့တော့ဟိုဆရာကိုကျွန်တော်တို့ချစ်တယ်ကြောက်တယ်ပေါ့နော်အဲ့လိုမျိုးယူလဲယူသေးရဲ့ပြီးရင်ဆရာအဲ့လိုမျိုးတေချာအသေးစိတ်သင်မိတာအစားအရန်ကောင်းတယ်ပေါ့နော်ဟိုဘောလုံးသမားကြီးဘယ်လိုဘာလိုအပ်တယ်အဲ့လိုဘာလိုလဲမပွဲဝင်ဘာလို့ရမလဲညာအဲ့လိုမျိုးဆရာကတော့တော်တော်ကြီးကောင်းတယ်ပြီးရင်အဲ့လိုမျိုးဟိုတတိထားမိလားကျွန်တော်ဘောလုံးပွဲမှာကစားအများနဲ့ဘားဆွဲသေးလားကျွန်တော်ဘားဆွဲမှပေးတာပဲကျွန်တော်အရန်လုပ်တယ်ဖူးဆဲလိုမျိုးလေဖူးဆဲဟုတ်တယ်ကျွန်တော်အဲ့ဒါကဆရာဝင်းမောင်ကျွန်တော်သင်မိတာပေါ့နော်သင်မိတာဘယ်လိုမျိုးလုပ်အမေလူတယောက်လန်ဘာကိုဘယ်လောက်ဆွဲဘယ်လောက်กว่าဝေးရရင်ဆွဲပါညာသူအမြဲတမ်းကျွန်တော်သင်မိတယ်
အခုထိလည်းတွေ့ရင်အဲ့လိုမျိုးပါပဲဟိုဆုံးမစကားတွေလည်းပြောတယ်တင်းနေတယ်မကြာခဏတော့ဘောလုံးဝိုင်းမှာမကြာခဏတော့တွေးဖြစ်တယ်ပေါ့နော်ဟိုဆိုကျွန်တော်ကန်တဲ့ဘွဲတွေမှာတော့တွေးဖြစ်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကန်တဲ့ဘွဲဆိုဆရာဘောကကြည့်နေတဲ့အချိန်ကတော့ဟုတ်တခြားအသင်းဘွဲတွေကန်အဲ့လိုမျိုးလာကြည့်လို့တွေးပြတော့စကားတွေအများကြီးပြောဖြစ်တယ်ပေါ့အဲ့လိုမျိုးဘယ်လောက်ကစတွေ့ကြတယ်ကိုမောင်လည်းဘယ်ဖြစ်မလဲကျွန်တော်ဟိုလောက်ပဲရှိမှာပေါ့ဟို17လောက်ပဲရှိမှာတော်ကြာပြီတော်ကြာပြီအားကြောင့်လက်ဦးဆရာလို့ပြောကြတာဟိုတချို့ဆိုလေဟန်တာရီမှာအဲ့လိုမျိုးနီးပြဆရာတော်တော်များများကောင်းတဲ့နီးပြဆရာတော်တော်များများရှိတယ်ပေါ့နော်အဲ့လိုမျိုးသူတို့တွေရောက်ပဲကျွန်တော်ကအခုလိုမျိုးဖြစ်လာတာပေါ့ဆိုထားပါတော့ဆရာဦးငွေထွန်းတို့ဆရာဦးဝင်းမောင်တို့ဆရာဦးဝင်းတင်တို့ဆရာဦးဝင်းတင်တို့ကတော့အဲ့တော့ဆရာငွေထွန်းတို့ဆရာဦးဝင်းတင်တို့ကအကြီးအသင်းပါပေါ့နော်စီပါကြီးနဲ့အတူတူဒါမဲ့လေဟိုကျွန်တော်တွေ့တဲ့အချိန်တိုင်းသူတို့ကအဲ့လိုမျိုးဆုံးပါတယ်အဲ့လိုမျိုးကျွန်တော်အရင်ကမဲမဲသေးသေးနဲ့တည်းမှာရှောက်ပြီးတော့ဘောလုံးတောက်လျှောက် training လုံးနေကျွန်တော် training က3နိုင်လောက်စမယ်ဆိုကျွန်တော်ကွင်းကို1နိုင်လောက်ဆိုရောက်ပြီးအဲ့လိုမျိုးပေါ့နော်မနက်ပိုင်းဆိုရင်လည်းဟို training ကဟိုဘယ်လိုပြောမလဲအစိုးရပေါ့9နိုင်လောက်စမယ်ဆိုကျွန်တော်က9နိုင်ကျော်လောက်ဆိုရောက်နေပြီအဲ့လိုမျိုးတွေအဲ့လိုမျိုးရောက်သူတို့ကအစိုးရလာကျွန်တော်သတိထားမိရယ်သတိထားပြီးတော့ဆရာလည်းအချိန်ရန်လေးသားရန်စောနေလို့လေအများနဲ့သူတို့ကကျွန်တော်တင်မေးရပေါ့နော်ဘာဖြစ်အရာအလုံးတင်မေးအဲ့တော့ဟိုအချင်းချုပ်ပြောရရင်တော့အခုအကိုတို့ဆရာဝင်းမောင်အကိုတို့နီးဟိုပေါ့နော်ဒီ academy နီးပြခန့်တာအရင်ဟိုကောင်းတယ်ပေါ့ကောင်းတယ်ဆိုတော့ကစားသမားတွေအတွက်လည်းကောင်းတယ်ပေါ့နော်ပြီးတော့အကိုတို့အတွက်လည်းမှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့ဟုတ်ရအားလုံးကကောင်းဟုတ်တယ်ကျွန်တော်တို့ကြည့်လဲအဲ့လိုရောက်လာတကယ်ပါအရင်တိုက်ဆိုင်တဲ့ကိစ္စတွေရှိအောင်သူကရောက်လာဆိုโอเคဆိုတော့ဆရာနဲ့ပတ်သက်ပြီးမှထပ်ပြီးတော့ဒီကောင်းတာတွေလည်းရောက်လာမှာနော်ကောင်းတဲ့လူတွေလည်းထပ်ရောက်လာမယ်လို့တော့မျှော်လင့်နေပါဟုတ်တယ်ရောက်လာတယ်โอเคဆိုနောက်မိကွန်းတစ်ခုကဒါတော့ဟိုပါပေါ့နော် just for fun ပေါ့နော်အပျော်ပါဘာမှဟို celebrity crush ဆိုလို့ရှိရင်ဘယ်သူ့အကြမ်းမလဲဒီ celebrity တွေကပေါ်ကြတဲ့မင်းသမီးဖြစ်ဖြစ် model ဖြစ်ဖြစ်နိုင်ငံခြားဖြစ်မြန်မာဖြစ်ဖြစ်မြန်မာဆိုတော့ပိုကောင်းပါပြည်တယ်နည်းနည်းတော့စားပြီနော်ဟုတ်လေနည်းနည်းမလို့ကိုတော့ဟုတ်လေသဘောကျတဲ့မင်းသမီးမရှိဘူးလားသိနေတယ်နော်သဘောကျတဲ့မင်းသမီးမရှိလားကိုနည်းနည်းလေးတော့လူတိုင်းသဘောကျတဲ့မင်းသမီးရှိမှာပဲလေဟုတ်လေအဲ့လိုမျိုးရုပ်ရှင်ကြိုက်တော့ရုပ်ရှင်ကြည့်တော့ငငယ်တုန်းကဆိုတော့ဟိုဘောဟိုမန်ထက်မိုးတို့ဘာလို့ကြည့်ရတာဦးသူမဆောင်တော့လေမဟုတ်မဆောင်တော့ဟုတ်အရင်တော့ကြိုက်တာကိုပြောပြဒါပေမဲ့ဆိုအခုနောက်ပိုင်းကတော့ဘယ်လိုပြောရမလဲရှိတော့ရှိတာပေါ့လေကိုသဘောကျတဲ့လူတွေပါမင်းသမီးသဘောကျတယ်ရှိမှာ celebrate crush ဆိုတာတူတယ်ဘာလို့မင်းသားကြတော့မမေးမင်းသမီးယောက်ျားချင်းမင်းမလား no အဲ့လိုမျိုးမဟုတ်ဘူးဒီလိုမင်းသားကြကျွန်တော်အဲ့လိုမျိုးဟာသာကားပဲကျွန်တော်ကိုမြင့်မြတ်ကိုသဘောကျအဲ့လိုနားလေ okay ကျဆုံးမင်းသားမြင့်မြတ်လက်ရှိမှာအဲ့လိုမျိုးကျဆုံးမင်းသမီးရဒုက္ခရောက်နေတယ်ဒီမဟုတ်ဘူးဘာဖြစ်ချင်လဲ okay skip ရပါတယ်အော်ရ okay ကျွန်တော်မတင်တဲ့ဝန်ကြောသဘောကျokay ဆိုဒါတော့ဟောဖြစ်မှာကျွန်တော်တို့ထူးထူးခြားပါသူပြောမိကပြမဟုတ်မိကပြဟုတ်ပြီးတော့မိတော့လူလားမိတော့တူတယ်ဟိုတော့မိကပြတော့ကြာတယောက်ဆောင်နေမှာသလုံးဟုတ်လို့လားဟုတ်တယ်မိကပြတကယ်မိကပြလုံးဝကြိုက်တယ်ပြီးတော့ဘတော်တယောက်စီမင်းသားထဲမှာဆိုရင်ဟုတ်တယ်မင်းသားမှာကျွန်တော်လည်းကိုမင်းမြောက်ဆောင်တော့ပဲသူကားရဆိုနော်တော်အဲ့ကြောင့်ခုနကအဲ့လိုမေးရမှာအဲ့လိုကိုပြန်ဟောဖိုင်နေဆိုတော့ဟောပေါ့ဒါတော့ပြည်သက်တွေနည်းနည်းသိချင်မဲ့ဟာလေးပေါ့နော်ဂိမ်းတွေပိုင်းဆော့ပြလားဆော့ပါတယ်ဂိမ်းကတော့အဲ့မကြာခဏဘောလုံးမဟုတ်ဘူးဘာပါသာကျွန်တော်မိုဘိုင်းလိကျန်တော့ပါလာဆော့ပြည်သက်တာမသိနော်သိကြတောင်းတယ်မသိကြဘူးတဲ့တောင်းတော့မသိကြဘူးရက်ဘယ်လောက်ရှိတယ် sorry အခုတော့ run ပြန်ကြနေပြီနော်ပြန်ကြနေပြီမတ်တက်လာလားမတ်တက်လောက်ထိရောက်ဖို့ရပါနော်ဆိုမဆိုးပါဆောင်းမြန်မာပြည်မှာအကြိုက်ဆုံးတချင်းအခုလက်ရှိတာအေးပါဘလို့ဖြစ်ရတယ်အရန်ကြိုက်တဲ့ဟာကိုအရင်ကျွန်တော်ရဲ့အကြိုက်ဆုံးတချင်းအပြအောင်ညမျိုးโอเคဆိုတော့ဒါလည်းတီးဖို့လိုလေနော်ဒါအရင်တော့မဟုတ်တော့ဘူးဆိုတော့ဆိုတော့ဟိုဒီမြန်မာပြည်တွေကအကြိုက်ဆုံးစားတာတွေကဘာဖြစ်လဲဟိုအကြိုက်ဆုံးစားစာတွေကဆိုမဲ့တော်တော်များတော့စားပါတယ်အကြိုက်ဆုံးစားစာဆိုရင်တော့မွေးကတော့တော်တော်ကြိုက်တဲ့တဲမှာပါတယ်ဆိုတော့ကိုကအပြင်သွားလို့ရှိရင်ကိုနဲ့အတူမဖြစ်မနေပါမဲ့အကြိုက်ဆုံးမဖြစ်မနေပါမဲ့3ခုလောက်ပေါ့ဘာဖြစ်မလဲပတ်စံအေးပတ်စံပါမှာသွားလို့ပတ်စံအိတ်ပေါ့ဆိုဒါမဲ့တော်တော်အခုနောက်ပိုင်းတော်တော်များများကိုအပြင်သွားရင်အဲ့လိုမျိုးဘယ်ဟာပါမယ်ဆိုတာထက်ကိုမှအေးကိုရဲ့အဆောင်ဖြစ်မြဲရှိတဲ့ဟာတွေပြောတာပါအဆောင်ဖြစ်မြဲရှိတာလည်းမျိုးပေါ့နော်ပတ်စံအိတ်ရှိမယ်ဖုန်းရှိမယ်ပေါ့နော်ဖုန်းကတော့ဒါကျွန်တော်လူတိုင်းပေါ့နော်လူတိုင်းတော့လူတယ်ပေါ့နော်ဖုန်းရှိမယ်အဲ့လိုမျိုးဒီ
ဒီကျွန်တော်ပြောနိုင်ဝက်ကသဘောကျတယ်ပေါ့နော်နိုင်လေးတွေနိုင်အပြင်သွားရင်နိုင်မိုးရတဲ့အဆင်မပြေဘူးအမြဲတမ်းနိုင်ဝက်ဖြစ်တယ်နိုင်ဝက်ဖြစ်တယ်ဆိုတော့နိုင်ရဘယ်လောက်ရှိသေးမရှိပါဘူးကျွန်တော်သူကလုံးဝအညစ်ခံနေရညစ်လာပြီမရှိဘတ်900လားမသိဘူးဟဲ့ဘတ်900ဟိုကိုကိုရီးယားမေးလာလားမေးလို့ရတယ်ဘတ်900ပဲရှိတယ်ဘယ်လောက်လဲအမှန်တမ်းပြောကြည့်ဘယ်လောက်လဲအမသိလားဟဲ့လားဈေးကြီးဆုံးဘယ်လောက်တန်ဝယ်လဲဟိုဒါပြောပြသေးရမယ်ပြည်သက်တွေဘယ်လောက်တန်လို့နိုင်ရမသိဈေးကြီးဆုံးဖက်နှက်သားကြတော့3000ကျော်တယ်ဘတ်3000ကျော်အဲ့နာကြီးကဘတ်900တယ်ဖြစ်နိုင်လားကြည့်ဟုတ်တယ်900ပြန်ရောက်မလို့လုံးဆိုတော့ဒါဟိုဘောချင်းညံကျွန်တော်တို့မြန်မာပြည်ကကလေးကြီးကြည့်ပြီးဘလုံးသမားဒီလိုရှိရဆိုတော့ကျွန်တော်ကိုယ်အမြင်ပြောလေစောင်းသိသိချင်ဒါမမောင်လွင်ပဲနောက်ဆုံးကတော့အဲ့ဒါအကြောင်းလို့ပါဟိုတခြားသမင်သက်လိုက်ကြွားခိုင်းတာမဟုတ်ပါဘူးဆိုတော့ဒါမဲ့ကိုသိရမလားကျွန်တော်ကအဲ့လိုမျိုးရေးကျွန်တော်လည်းငကိုတွေရတယ်ဟိုးရင်เนี่ยကျွန်တော်အဲ့လိုမျိုးမဟုတ်ဗျာကျွန်တော်ရဲ့ live ကအသေးအမှဟိုလိုမျိုးငါတော့ဘယ်လောက်တန်ဝတ်တယ်တော့ဘာတော့ညာဒီကြားဘယ်လောက်ဈေးရှိတယ်ဘာညာအဲ့လိုမျိုးကြီးတွေဟိုလိုက်ပြီးချပြတာလည်းမကြိုက်ဘူးမကြိုက်တချို့ဆိုရှိရဗျာအသေးမှာဒီနေ့ဒါဝယ်လိုက်တယ်ဘယ်လောက်တူဘာတော့ညာကျွန်တော်အဲ့လိုမျိုးကြီးကျွန်တော်မကြိုက်ဘူးဟုတ်ပါဘူးပြောမယ်ကိုသိရင်ကိုဝင်နေပဲဒါဒီလောက်ပဲဟိုကိုကကောင်းကောင်းဝေးချင်ကောင်းကောင်းကြိုးစားအဲ့လိုမျိုးလေးပေါ့နော်မှန်တာပေါ့ဟိုအဲ့ဆေးကတော့ဟိုတော်တော်များရှိကြကောင်းတယ်ပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်နိုင်ငံခြားမှာဆိုတစ်ခါရင်ရှိ outfit check စာလေအကြွားတာမဟုတ် outfit check ဒါဒီတိုင်းပဲဟုတ်တယ်မလားကို့မှာဒီလောက်ရှိရဆိုဒါကကျွန်တော်တို့ဟုတ်တယ်မြန်မာပြည်ကအမြင်တွေရတယ်တချို့ကြတော့သိရမလားဒါပေမဲ့ကျွန်တော်အဲ့လိုအမြင်မျိုးမရှိသေးချင်လို့ပါဒါကတော့တစ်ခါရင်ဘယ်လိုပြောမလဲဟာဒီကောင်ကဟိုလိုမျိုးနာမည်ရောက်သွားလို့မျိုးပေါ့နော်ဟိုမာနာကြီးရတာဖင်ကောင်းကျေဝါလာပေါ့နော်အဲ့လိုမျိုးတွေပေါ့ကျွန်တော်အဲ့လိုမျိုးတွေလည်းမကြိုက်ဘူးမကြိုက်တဲ့အတွက်ကျွန်တော်ကတိတ်ပြီးတော့ဘာမှဟိုလိုမျိုးမချပြောက်ဘူးနောက်ဆုံးအခုဟိုဘယ်လိုပြောမလဲတခြားအရာတွေပဲဝယ်ဆိုတော့ကျွန်တော်တိတ်ပြီးတော့ဟို social ပေါ်တိတ်မတင်ဘူးဗျာကျွန်တော်အေးစေးပဲအဲ့လိုတင်လဲပုံတင်တယ်ပေါက်တက်ကြီးရောက်တင်တယ်ဒီလောက်ပဲဆိုတော့ဟိုကျွန်တော်တို့ရှိမှလည်းအစဆုံးဘဝအစဆုံးနေလေအကုန်သွားခဲ့ဘူးဆိုတော့ကျွန်တော်ပြောနားလဲမယ်ထင်တယ်စစတော့ကအကုန်ပြောရလေကိုဒီဟိုညဖက်မှာဟုတ်တယ်မလားမြို့ထဲမှာကိုတို့ဘာရောင်းဘောလုံးကန်ညဟိုပဲပေါ့ငငယ်လေးကတော့ဈေးရောက်တာတော့ပါလို့ရှိရပါတော့ဘောလုံးကန်နေအဲ့ရနေအကုန်ပြောဘူးဝိုင်းဆိုတော့ပြန်စဉ်းစားကြည့်တော့ကျွန်တော်အဲ့ချိန်2020ဆိုတော့ကျွန်တော်ဒီလိုမျိုးဖြစ်လာဟုတ်တယ်နော်ဒါကိုကျွန်တော်အဲ့လိုမျိုး enjoy လုပ်သေးချင်တာသိရမလားအဲ့တော့ကဒီလိုမဖြစ်ဘူးလေဆိုတော့ဒါကိုပြည်သက်တွေနားလည်မယ်ထင်ပါတယ်နော်ဆိုတော့ဆိုတော့အားကြောင့်ဘောလုံးသမားမှာလည်းကျွန်တော်နိုင်ငံမှာဒီလိုဖြစ်နိုင်တယ်ဒီလိုဖြစ်တဲ့လူလည်းရှိနေပြီဟိုဆိုတဲ့အရာမျိုးပေါ့နော်အဲ့ဒါလေးတော်တော်လေးဟိုကသိသေးချင်တာပါတခြားဟာတော့မဟုတ်ပါဘူးပြီးတော့အခုဟိုမိကွန်းကတော့ဒီလောက်ပါပဲเนาะအများကြီးမင်းလည်းဟိုလည်းမျက်နှာညီတော့မပြီးဟိုမင်းကလေးစော့ကိစ္စမင်းသမီးကိစ္စပြင်ရောက်သွားမှာမသိပါဘူးအဲ့ဒါရဟုတ်ပါဆိုတော့ဒီလာမဲ့ပွဲကြတော့ဗမာကင်မရာဒါပရိသတ်တွေတခါလေးဒီမှာပြောရမယ်လေเนาะဟိုကျွန်တော်တို့နိုင်ငံခြားတော့အာမပေးနိုင်တော့ပါဘူးဂျားကွင်းတွေဆိုဟုတ်တယ်ဟိုကတော့ကျွန်တော်နောက်ကံမှာစီးရီးယားနဲ့ပေါ့เนาะအဝေးကွင်းကံမယ်ဝေးကွင်းကံမျိုးကအိမ်ကွင်းမှာကံမယ်ပေါ့ဒီနီးစား6လအိမ်မှာတော့ခြေစမ်းပွဲတစ်ပွဲရှင်းမယ်လို့တော့သိရတယ်ပေါ့เนาะဒီဟာတွေက6လပိုင်းကျော်မှလားဒီကောင်10လပိုင်းနဲ့10လပိုင်းပဲဖြစ်သွားမယ်နော်အိမ်ကွင်းမှာတပွဲပဲကြံတော့တယ်အိမ်ကွင်းတပွဲစီးရီးယားနဲ့နောက်ဆုံးတပွဲပဲကြံတော့တယ်ပေါ့နော်နိုင်တက်ပြီလေသေချိုင်နဲ့တက်ပြီထင်တယ်အဲ့လိုတော့ပြောလို့တော့မရသေးဘူးเนาะဟိုအလေးကထပ်ပြီးအဆုံးပြဖြစ်မှာကျွန်တော်တို့ရှင်းမှနိုင်ရတဲ့2သင်းနဲ့အဝေးကွင်းသွားကန်မယ်ပတ်လေကန်တာနော်2သင်းအဝေးအိမ်ကွင်းအားလုံးပေါင်း6ပွဲပေါ့နော်6ပွဲဆိုတော့အခု2ပွဲကန်ပြီးပြီโอเคစီးရီးယားနဲ့ပွဲမှာကျွန်တော်တို့ကတော့အမှတ်ကိုရသလောက်ယူမှရမှာဟို sorry ဟို3မှတ်မဟုတ်ရင်တော့တမတ်တော့ရအောင်ယူအောင်အဲ့ဒါမှကျွန်တော်တို့အတင်တို့အဆင်ပြေမယ်ပြီးသွားရင်ကျွန်တော်တို့ဟိုအုပ်စုတက်နိုင်မတက်နိုင်ဆိုတော့နောက်ဆုံးဖြတ်ကတော့ကျွန်တော်ရှင်းမှနိုင်ခဲ့တဲ့2သင်းနဲ့အဝေးကွင်းကစားမှာပေါ့နော်အဲ့ဒါတော့အဆုံးဖြတ်ဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဟိုပြီးတော့အခုဒီမှာဟိုဒီမြန်မာအသင်းရဲ့ကစားပုံကပေါ့နော်ဒီနိုင်ငံခြားနီးပြတွေလက်ထက်ကလောက်မကောင်းတော့ဘူးလို့တချို့ပြည်သက်တွေကမြင်နိုင်လူတွေရှိမှာပေါ့နော်ဆိုတော့ဒါကတော့အေးပေါ့မကောင်းတော့လို့မြင်တဲ့အပိုင်းလေးတွေရှိကြရပါတော့ဆိုတော့အဲ့ဒီပုံမှာဘယ်လိုထင်လဲနိုင်ငံခြားနီးပြနဲ့မြန်မာနီးပြနဲ့ဒါတော့ကိုနီးပြကိုပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးဒါတော့ just ဆိုအဲ့လိုတော့မဟုတ်ဘူးနော်ဒါပေမဲ့ပြည်သက်တွေရှင်းပြစေချင်တာပါမြန်မာနီးပြကြတော့လေသူ့ရဲ့ idea ကတော့တစ်မျိုးပေါ့နော်ဟိုတခြားနီးပြတော့တစ်မျိုးလူတိုင်းတော့ idea မတူရောက်ဗျာအသိမှာတောင်းဟိုအကိုအတင်းရောက်လာတယ်ကျွန်တော်အတင်းရောက်လာကိုကနီးပြအခုဒီ idea အတိုင်းသွားမယ်ဆိုကျွန်တော်တို့ဒီ player ဖြစ်တဲ့အတွက်အခု idea တော့လာရတာငါတို့ကတော့ဒါလုပ်ချင်တယ်အများတိုင်းတောင်းဆိုနေလို့တော့မရဘူးဥပမာနိုင်ငံခြားသားနီးပြလာတယ်
okay သူကဆိုလွယ်လေးပြောတော့သူကတော့ဟုတ်ပြီဝင်းကိုသွားမယ် cross တင်မယ်ကောင်းတိုက်မယ်ဒါသူရဲ့ technique ဖြစ်မယ်အဲ့ဒီပုံမှာတရားတခုကကျွန်တော်လိုက်လုပ်ပြရမှာကျွန်တော်ကစားသမားအဲ့တိုင်းပဲလိုက်လုပ်ပြရဆိုမြန်မာနီးပြရေရောက်လာမြန်မာနီးပြဖြစ်လာပြီပေါ့ဖြစ်လာရင်မှသူကတော့အဲ့လိုမျိုးဝင်း cross မှားတာမကြိုက်ဘူးဘောလုံးပုတ်ကစားမယ်အဲ့လိုမျိုးပေါ့နော်ဟို shooting ကိုဝေးရနေကန်တာကြိုက်မယ်အဲ့လိုမျိုးကပ်ပတ်ချိုးတာကြိုက်မယ်ဆိုကျွန်တော်တို့ကွင်းနဲ့ကြရင်တရားမှာ80လောက်ထိကဟိုနီးပြပြောတာလိုက်လောက်ရတာလေနော်အဲ့တော့ကောင်းတယ်မကောင်းဆိုတာထက်ကတော့သူ့အနေနဲ့သူတော့ဟိုအာသာချက်လေးတော့လည်းရှိတာပေါ့လေနော်ဒါပေမဲ့တေချာတခုကတော့ဟိုကျွန်တော်တို့စီမှာကနီးပြတွေမှာမဟုတ်ဘူးကစားသမားတွေလည်းအများကြီးတင်ယူဖို့လိုတယ်ပေါ့နော်နီးပြတွေလည်းတင်ယူဖို့လိုတို့ကျွန်တော်ကစားသမားတွေလည်းအများကြီးတင်ယူဖို့လိုတယ်ပေါ့ကျွန်တော်အမြင်ပြောတာပါဒါတော့ပထမအင်တာဗျူးတွေမှာလည်းကျွန်တော်ဖြေယူပါတယ်မဲ့ဘယ်သူမှတော့ပုတ်ခတ်တာတော့မဟုတ်ဘူးဟိုကျွန်တော်တို့စီကနီးပြတွေပိုကောင်းလာရင်ကျွန်တော်တို့ player တွေလည်း level နောက်တစ်ဆင့်ရောက်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်တို့မြင်မိရပေါ့ Okay so ခေါင်းထဲမှာခုနဒီ flex ကြောင်းပြောရင်ပြောနေဘာသာပေါ်လဲဆို6သိန်းလို့နော်3000ရမေ့နေကြတော်တော်ကြီးကိုဟိုကြောင့်ခေါင်းထဲပျော်လို့ဗာကျွန်တော်လည်းကိုယ်သာပျော်ပြီလို့ဆိုတော့ဒါကတော့ခုနဒီမောင်လင်ဟိုပြောတာနားလည်ကြမယ်ထင်ပါတယ်ဗောနော်ဒါကတော့ပြည်သက်တွေနိုင်ငံခြားနေပြလိုချင်တဲ့အခုလဲကိုမျိုးလိုက်ဝင်ဆိုလို့ရှိရင်လဲဒါပါပြောနှစ်ပွဲနိုင်ပြီးထားတယ်ဗောနော်ဆိုတော့အဲ့လိုမျိုးတွေဟုတ်တယ်မလားဟိုဘယ်လိုပြောမလဲဗောနော်ဟိုဘယ်လိုပြောမလဲကျွန်တော်အရင်တော့ဟိုပါလဲ coffee ကြောင်းညာတခုရှိပါလူအလိုနတ်မလိုက်နိုင်ဘူးဟုတ်လူကြိုက်နတ်မလိုက်အဲ့လိုလားလူကြိုက်နတ်မလိုက်ဘူးဘယ်လိုပဲဖြစ်တော့ဟိုတည်ရမှာဟိုအရင်ကဆိုရင်နိုင်ငံသားနီးပြရခေါ်တယ်မြန်မာနီးပြနဲ့လှုပ်ကြည့်ပါလားဆိုမြန်မာနီးပြရောက်လာသူအဆင်မပြေပါဘူးကွာနိုင်ငံသားနီးပြခေါ်ပါလားဒါတော့လူတိုင်းကတော့သူ့ကြိုက်တဲ့သူပေါ့နော်အဲ့တော့လူကြိုက်နတ်မလိုက်နိုင်ဘူးနတ်မလိုက်နိုင်ဆိုတဲ့သဘောပဲဒီလိုပဲဘယ်သူပဲလာဝေးမှာရှိအောင်မယ်အကြိုက်မကြိုက်တယ်ရှိအဲ့လိုပေါ့နော်ဆိုတော့အခုဒီအသင်းကရောဟိုဘက်အကြောင်းလေးနဲ့ပြောရအောင်လန်ဖုန်အခုကအတရားနဲ့ပြန်ပြီးတော့ဘယ်လိုမျိုးလဲစီဇန်ကျွန်တော်ကဒီဘက်မှာကလန်ဖုန်က16ရက်နေ့တည်းကထွင်နေစနေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့တချို့ဟို passport ကိစ္စကြောင့်ကျွန်တော်ဒီဘက်မှာခဏနည်းနည်းလေးရက်ကြပြီးနေနေပေါ့နော်အဲ့တော့ဟိုကျွန်တော်ယာလာတာတော့ဒီတရက်နေ့လောက်တော့ပြန်ဖြစ်မှာတရက်နေ့ဒီခဏပိုင်းတရက်နေ့ပြန်ဒါပေမဲ့လည်းဟိုဘက်မှာ training မလုပ်အောင်ဆိုမှကျွန်တော်ဒီဘက်မှာ training အဲ့လိုမျိုးရန်ကုန် United နဲ့ join ပြီးတော့ training လုပ်ဖြစ်နေရပေါ့အခုဒီမှာလုပ်နေတာပေါ့အဲ့ဆိုဘာကြောက်လဲဆိုတော့ဟိုဘက်မှာ training စနေပြီလေကိုဘက်ကဒီဘက်ကနားသွားတယ် training မလုပ်ပဲနားတယ်သွားတယ်ဆိုရင်နည်းနည်းလေးပြဿနာရှိရပေါ့နော်ဟိုဘက်က player ရအခုချိန်မှာလုံးဝ training ကလုံးဝတင်နေတဲ့အချိန်ဆိုတော့ကိုဘက်ကဘာမှမလုပ်ထားရင်ကိုကဟိုရောက်သွားရင်ဟိုဘယ်လိုပြောမလဲအရင်ကွာနေမှာပေါ့အဲ့တော့ဒီမှာကိုဘက်ကို training လုပ်ထားမန်ယူကိုသင်းပြီးတဲ့မန်ယူပွဲပြီးတဲ့ထိုင်းမြောက်သေးဘူးလားရောက်ပြီလားလန်ဖုန်ရောက်ပြီမရောက်သေးဘူးနော်ဆိုတော့ဟိုကလည်းကြိုးစိုးဖို့ ready ဖြစ်နေမှာပါအတင်းကတော့အများနဲ့အဲ့လိုပြောနော်သူတောက်လျှောက်တင်ပေးတယ်ကျွန်တော်ကြည့်ရကြတယ်အတင်းကအဲ့လိုမျိုးတောက်လျှောက်တော့တင်ပြီးပြီးသွားရင်ကျွန်တော်တို့ရဲ့ group chat ရှိရပါတော့ line မှာကျွန်တော်တို့အတင်း group ရှိရပါအဲ့မှာဆိုလည်းအများနဲ့အတင်းပိုင်ရှင်ကအစားဟိုးအောက်ခြေဝန်ထမ်းဆောင်သွားလို့မျိုးအကုန်ယူလဲပါညာပါအဲ့လိုမျိုးအများနဲ့တော့အစားရတော့ပို့တယ်ဆိုတော့ဒါနဲ့တခုဟိုထိုင်းလို့တော်တော်ကျွတ်နေလားမရောက်ဘူးကျွန်တော်တမ်းမှန်တော့မရောက်တမ်းမှန်ပူကျွမ်းတယ်ကျွန်တော်နည်းနည်းကျွန်တော်တမ်းမှန်အကုန်ပြောတာလေဆိုတော့ဒီကောင်ဂျပန်လိုလဲရတယ်ဘရာဇီးလိုလဲရအကုန်ရတယ်ဒီကောင်ဂျပန်လိုကျစီတော့ဟိုလေဂျပန်ကစားသမားနဲ့လည်းတွဲကစားတယ်သူ့အသင်းမှာဒီကောင်တွေးသမျှဒီကောင်social ကောင်းတယ်ဒီကောင်တွေးသမျှလူနဲ့အကုန်မိတ်ဆက်အကုန်ဘာသာစကားလဲအကုန်ပြောတာမှားတာမှန်တယ်စိတ်ဝင်တော့အကုန်ပြောတာသူပူကျွမ်းတယ်တော့ထိုင်းရတော့ဆိုတော့ဘာပြောဒီနေ့ကျွန်တော်ကြီးလာပြီးတော့တကယ်ကျေးဇူးတင်တာ MG လွင့်အဲ့မဲ့ဒီမှာတော့ရေးရနော်တော့ဘာလို့လဲ MG လွင့်ဟုတ်တယ်ဟိုတချို့ကျွန်တော်နာမည်အဲ့လိုမျိုးနည်းနည်းခေါ်ရခက်တယ်ပေါ့အသင်းကတချို့လူတွေကျွန်တော်မောင်မောင်လို့အတန်ထွက်တာမဟုတ်သူတို့ကမူအဲ့လိုစင်နေပါပြစ်ကုန်တယ်မူဆိုတော့မောင်လွင့်ဖြစ်ပါတယ်ဒါကတော့ okay ဆိုတော့ဘာပြောနည်းနည်း mood ပေးပါအောင်ညာကျွန်တော်တို့ပြည်သက်တွေဒါဘောလုံးသမားလေးတွေကလေးတွေကျွန်တော်ကတော့အမြဲတမ်းတော့အဲ့လိုမျိုးပေါ့နော်ကစားသမားတွေကိုဟိုပြည်သက်တွေကိုတော့ပြောချင်တာတော့ကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်တာထက်ဟိုတဲ့အရာတွေရှင်းလဲကျေးဇူးတင်ကြောင်းပြောချင်တယ်ဒါပေမဲ့ဟိုငယ်ကျွန်တော်တို့စီမှာရှိတဲ့လူငယ်တွေကစားသမားတွေကိုပြောချင်တာကတော့ဟိုကိုယ့်ရဲ့ဒီနိုင်ငံမှာပဲမသားရနေပဲနဲ့နိုင်ငံခြားထွက်ကစားဖို့ပြောချင်တယ်ပေါ့နော်အခုဆိုကျွန်တော်လည်း maybe တ
ခြားနိုင်ငံပြောင်းရင်လည်းပြောင်းပြုံမှာပေါ့နော်အဲ့တော့ဟိုပြောချင်တာကစားသမားတွေကိုဒီထက်ပိုပြီးကြိုးစားဖို့ပေါ့နော်ဟို social မှာပဲအဲ့လိုမျိုးဟိုဗီဒီယိုလေးလောက်ဒီဗီဒီယိုလေးလောက်တာနဲ့မလုံလောက်ဘူးလို့တော့ထင်တယ်ပေါ့နော်အဲ့လိုမျိုးဟိုဘောလုံးတော့တာတို့ဘာလို့အဲ့လိုမျိုးပေါ့ social မှာတင်တယ်ပေါ့နော်အဲ့ဒါလေးတွေကအရင်အဲ့လောက်ရေးမပါဘူးဗျာဒီမှာအဲ့တော့ကို training လို့ဒါ okay ဒါတစ်ခါတင်ရတော့ပြောတာအများတန်းလို့ကြတော့မမိုက်ဘူးလို့တော့ထင်တယ်ပြီးတော့ဒီကိုကစားခဲ့တဲ့ပွဲတွေပေါ့နော်ကိုကစားပွဲရှိပါတယ်တချို့ player တွေဆိုကျွန်တော်တို့ဒီမှာဆိုတန်းပိုင်တို့ကျော်မင်းဦးတို့ကျွန်တော်တို့ကိုကစားတဲ့ပွဲပြီးသွားအမြဲတမ်းပွဲအစဆုံးတော်တော်များများပြန်ကြည့်ဖြစ်တယ်နော်ငါပဲချင်းမှာဘာလို့မှားလဲပေါ့အဲ့လိုမျိုးမှားသွားချင်းမှာငါဘာလုံးသင့်လဲပေါ့အဲ့လိုမျိုးလေးပြန်စဉ်းစားတယ်ပြန်သုံးသပ်တယ်ပြီးသွားရင်အဲ့လိုမျိုး highlight လေးတွေဖြတ်ပြီးသွားကျွန်တော်တင်ကြပါတယ်ဘောလုံးသမားတော်များတင်ကြလဲကျွန်တော်က highlight တင်မှလည်းအဲ့ highlight ကိုကျွန်တော်မကြာခဏပြင်ကြည့်ရသွားမှငါဒီလုံးကဒီဘက် pass ပေးလိုက်တယ် okay အဲ့ pass ပေးလိုက်တဲ့အချိန်မှာကျွန်တော်ကအဲ့ pass ပေးရနေရမကြည့်တခြားနေရာကြည့် okay နောက်ဆိုရင်ငါဒီဘက်ကိုပို့ပြီးတော့ choice လုပ်ရင်တော့ပိုကောင်းမယ်ပေါ့နော်ဒီမျိုးကိုင်းထဲမှာအဲ့လိုမျိုးကြုံလာရင်နောက်တစ်ခါကျရင်အဲ့လိုမျိုးလေးဟိုကိုတွေးတာလေးလုပ်လို့ရတယ်အဲ့ပြီးတော့ဟိုနောက်ဆုံးပြောချင်တာကဟိုနိုင်ငံခြားထွက်ကစားနိုင်အောင်တော့ပို့ပြီးတော့ကြိုးစားစေခြင်းနဲ့ဘာကြောက်လဲဆိုတော့နိုင်ငံခြားထွက်ကစားလို့ရှိရင်ကိုယ့်ရဲ့ရပိုင်ခွင့်တွေကိုယ့်ရဲ့ခံစားခွင့်တွေကကိုယ့်ရဲ့ပုံမှန်မှုတည်တယ်ကိုကြိုးစားရင်ကြိုးစားသလောက်ပေါ့နော်ဆိုကျွန်တော်အရင်တော့ကဒီမှာဟန်တိုင်းမှာစကစားရင်မှာကျွန်တော်ဒါကတော့ဟိုမိုတီပေးသလိုမျိုးပုံစံလေးပြောပြတာပေါ့နော်အတူရုပ်လေးပေါ့ဟန်တိုင်းမှာမကစားခင်ကျွန်တော်ကဘယ်လိုပြောမလဲအိမ်ငှားဘဝနဲ့နေရတော့ကျွန်တော်အိမ်ငှားပြီးနေဒါပေမဲ့ဟန်တိုင်းမှာကစားပြီးရဲ့နောက်မှာနည်းနည်းလေးဆင်ပြေလာတယ်လာတာ8သိန်း10သိန်းလောက်ရဆင်ပြေလာတယ်အိမ်ငှားတာတွေပါတိတ်ပြဿနာမရှိဘူးအရင်ကဆိုတော့အိမ်ငှားကအရင်ရှာတော့အမေကလည်းဈေးရောက်တော့အဲ့လောက်ထိအမျက်မရှိတဲ့အချိန်ကတော့အဲ့နဲ့ရန်ကုန်ရောက်တယ်ရန်ကုန်ရောက်တော့လက်မှတ်ထိုးရလက်မှတ်တွေရတော့အိမ်တစ်လုံးဝယ်နိုင်တယ်ပေါ့နော်အိမ်တစ်လုံးဝယ်နိုင်တယ်အိမ်ကတော့ပြင်အောင်သွမို့ပေါ့အဲ့ဆိုထားပါတော့ပြီးတော့ဒီတိုင်းမှာသွားကန်ပြီးတယ်သွားကန်ပြီးတော့တစ်နှစ်ကျော်တစ်နှစ်ခွဲနှစ်နှစ်လောက်ကန်ပြီးမှကျွန်တော်အမေကိုအိမ်ကောင်းကောင်းလေးတစ်လုံးဆောက်ပေးနိုင်တယ်အခုဆိုတော့ကျွန်တော်မှဘယ်လိုပြောမလဲအိမ်ကောင်းတစ်လုံးဆောက်ပြီးတော့အခုဆိုရင်ဘယ်သွားအဆင်ပြေအောင်ကားလေးတစ်စီးဝယ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာကတော့ဟိုနိုင်ငံခြားထွက်ကစားရင်ရလာနိုင်တဲ့အကျိုးဆက်တွေပေါ့နော်အဲ့ဒါကိုကျွန်တော်ကပြောပြချင်တာဟိုဘောလုံးဆိုတာကတော့အမှန်တယ်ကျွန်တော်တို့ဝါသနာမှန်တယ်ဒါပေမဲ့ဝါသနာနဲ့ဝမ်းစာထပ်တူကြနေတဲ့အတွက်ကိုဟိုဒီ career တစ်ခုမှပဲဘဝကိုနှစ်မြုပ်တော့မယ်ဆိုတော့ဖြစ်မြောက်အောင်လုပ်ဖို့တော့ကျွန်တော်ကတော့တိုက်တွန်းခြင်းတယ်ပေါ့နော်ဟိုမဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးမဖြစ်သေးတာပဲရှိသေးတာပေါ့နော်ဟိုအဓိကတော့ကိုတိုင်းပဲပေါ့နော်ကိုတိုင်းပဲကြိုးစားရမှာပေါ့အဲ့တော့ဟိုဘယ်သူပဲဖြစ်ဖြစ်အားမလျှော့ပါနဲ့ကြိုးစားပြီးတော့နိုင်ငံခြားမှာထွက်ကစားနိုင်လောက်တဲ့အထိရောက်လုပ်ပါပေါ့နော်ပြီးတော့အဲ့လိုမျိုးထွက်ကစားဖို့ကလည်းဗျာရရနေရာတစ်ခုရောက်ဖို့ဆိုတော့အရင်လွယ်တယ်သိလားအဲ့နေရာတစ်ခုရောက်သွားရင်တော့အဲ့နေရာမှာရက်တည်နေနိုင်မှုအတွက်တော့အရင်ခက်တယ်အဲ့ဒါကိုထိန်းနိုင်အောင်လို့ကြိုးစားစေချင်တယ်ပေါ့နော်ဟုတ်ကျေးဇူးပါဆိုတော့တခုပြောချင်တာခေါင်းထဲမှာပေါ်လာတာမမောင်လေးကတော့ကွာဒီလိုဖြစ်ပြီးတော့ပျော်အားရှိမှာပေါ့ဆိုပြီးတော့မတွေးနဲ့ကွာဘာလို့ဆိုတော့ပြန်စဉ်းစားကြည့်အခုကလီဒီဆိုလို့ရှိရင်ပိုများလာပြီဟုတ်နော်ယူအလိုက်လီဒီရရှိလာပြီအခုတော့ဆိုလေရွေးစင်ပဲရှိမှာလေပြိုင်ပွဲမရှိဘူးအခုဆိုယူ21ပြိုင်ပွဲတို့ပိုတောင်များပိုတောင်ခွင့်ရှိလာနော်အဲ့လိုပေါ့ခစ်တီပြောင်းလာနေများပြိုင်ပွဲတွေကလည်းများလာတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိရပိုရလာမယ်ပြိုင်မှုကပိုပြင်းထန်လာမယ်ဟိုးအရင်တော့ဆိုရင်ဟိုကျွန်တော်တို့တည့်တဲ့အတိုင်းပဲလေဟိုကျွန်တော်တို့ဟိုအရင်ခေတ်ကလူတွေဆိုရင်ပွဲတွေကအဲ့လိုမျိုးမာဒေးကာတို့ပေါ့အဲ့လောက်ပဲရှိမှာအဲ့နောက်ပိုင်းမှာတပြည့်ပွဲတွေများလာအဲ့လိုပဲနောက်ဆိုလည်းပွဲတွေများလာမှာဆိုတော့ခုဆိုတော်တော်မှလည်းနော်လူငယ်တွေအတွက် U21 လီဆိုလည်းရှိရနော်ဆိုတော့အဲ့ဒါဆိုတော့မမောင်လင်းကဒီလိုဖြစ်လို့ပြောတာမို့ဒါပို့ပြီးတော့အခွင့်အရေးရှိရဗျာဒီခုလက်ရှိလူငယ်တွေရှိရဆိုကြောင်းပြောပြနေတာပေါ့ကိုရီးယားကိုယ်တိုင်ကြုံတွေ့နေရတဲ့ရတယ်မို့လို့ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့အချိန်နဲ့အများကြီးကျွန်တော်တို့ပေးတယ်ပေါ့နော်ဒီနေ့ဘာပြောhistory maker ဒါတမိုင်းဝင် pocket တကူဖြစ်တဲ့အတွက်လည်းဝမ်းသာတယ်ဆိုတော့နောက်လည်းဒီလိုမျိုးပဲအခွင့်ခါကြုံလို့ရှိရင်တော့ပြန်တွေ့ကြမယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဟိုဖိတ်ခေါ်လို့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဒီ swipe e ပေါ့နော် swipe e ကိုဖိတ်ခေါ်လို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဟိုအားပေးနေတဲ့ပရိသတ်တွေပေါ့နော်ဟိုချစ်ကြတဲ့ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အမြင်ကတ်နေတဲ့ပရိသတ်တွေလည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်အဲ့တော့ဟိုပြောချင်တာကျွန်တော်ဘယ်သူမှမမုန်းပါဘူးအဲ့တော့
ကျွန်တော်တို့လည်းနောက်လာမယ့်ပွဲမှာဒီထက်ပိုပြီးအားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဗောနော်ဟုတ် so thank you ကျေးဇူးပါ ကျေးဇူးတင်ပါတယ်နော်